ဒီရက်တရားတော့တရားကျင့်မှုအခြေခံသဘောတရားတွေပြည့်စုံမှုတရားတွေဟောတော်မှာပါတရားကျင့်တယ်ဆိုတာတော3000ပိုင်းနဲ့ရှင်သေးရဲ့အစီခေတရားသာရှင်သေးမင်းအစီကိုမြေခွက်နဲ့ခံယူလို့မရဘူးရွှေခွက်နဲ့ခံယူမှရတယ်အဲ့ဒီတည်းမြတ်လာတဲ့မေတ္တရားဖို့တရားကိုမစင်ကြယ်တဲ့လောဘဒေါသမောဟတောကဗျာပါဒဝိတက်ဗျာပါဒဝိတက်ဝိညာဝိတက်ကာမဝိတက်ဩဒိစ္စပုဂ္ဂုစနိဝရဏကာမိသနာဗျာပါဒအဲ့ဒီလိုညင်ညူးတဲ့စိတ်တွေနဲ့မေတ္တရားဖို့တရားဆိုတာလာလာမှမစဘူးအဲ့လိုအာဟုတုတရားတွေကိုပယ်ရှင်းနိုင်ဖို့အတွက်တည်းကျင့်တဲ့ယောဂီတွေမှာခံယူချက်မြင်မှမှုရှိရတယ်အဲ့တော့တရားကျင့်တယ်ဆိုတာလွယ်လွယ်နဲ့ရတဲ့အကျင့်မဟုတ်ဘူးဒုသမနတ္တမလို့ကျင့်ရတဲ့တရားလည်းမဟုတ်ဘူးအဲ့ဒါကြောင့်မလို့ဘယ်လိုကြောင့်လဲဆိုတော့တရားကျင့်တဲ့ယောဂီကတရားကျင့်နိုင်တဲ့အင်္ဂါရက်တည်ပြည့်စုံမှုရှိရတယ်အဲ့ဒါနံပါတ်1ကဆရာပေါ်ယုံကြည်မှုရှိရမယ်တရားခေါ်တယ်ဆရာကိုယုံကြည်မှုမရှိဘဲနဲ့တရားလာကျင့်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကြီးတရားမရဘူးဒါကြောင့်မလို့တရားကျင့်တဲ့နေရာမှာဆရာပေါ်ယုံကြည်မှုရှိရတဲ့အကြောင်းဒီဝန်နိုင်ငံမှာမထေကြီးကအဲ့မထေကြီးအပြင်ယဟန္တာလို့အထူးကြော်ကြအဲ့မထေငယ်သုံးပါးကအဲ့မထေကြီးထံသွားပြီးတော့တရားနီလံသွားယူမယ်ဆိုပြီးတော့ကြွသွားဘုရားတော်မထေကြီးကမင်းတို့ဘာလုပ်တာလဲမနာပါဗျာတပည့်တော်အရှင်ဘုရားရှိမှတရားနီကောင်းလိုချင်လို့လာတာပါဗျာမင်းတို့ငါရှိမှတရားနီကောင်းလိုချင်တာငါရှိမှတရားနီကောင်းရှိတယ်လို့မြန်ငါ့ကိုအားကိုးမှုယုံကြည်မှုရှိရလားတဲ့အဲ့လိုမေးတဲ့အခါကျတော့မထေငယ်တစ်ပါးကဘာပြောလဲဆိုတော့မထေကြီးရဲ့ဆရာသမားရဲ့အသက်ကိုလူယူဖို့အတွက်အသက်ရှင်မယ်ဆိုလို့ရှိရင်ဘုရားတပည့်တော်ရဲ့ခန္ဓာကိုဖနှောက်ကနေပြီးတော့ငယ်တိအထိသွေးတိုက်မှာပဲဗျာအကယ်၍ဘုရားတပည့်ရဲ့ခန္ဓာကိုငယ်တိကနေပြီးတော့ဖနှောက်ကနေငယ်တိအထိသွေးတိုက်လို့ဆရာရဲ့အသက်ကိုရှင်မယ်ဆိုဘုရားတပည့်တော်သွေးတိုက်ရဲပါတယ်ဗျာတရားဓမ္မတွေစဉ်းစားကြည့်တမ်းဆရာပေါ်မှာတပည့်တွေရဲ့ခံယူချက်ဒါဖြင့်ဆရာအတွက်အသက်ရှင်ဖို့အတွက်တပည့်ကဖနှောက်ကနေငယ်တိအထိသွေးမတိုက်ရဲဘူးလားသွေးတိုက်တော့မသေးဘူးလားသေတာတော့မှရိုးသေးအောင်တဖြည်းဖြည်းသွေးတိုက်မယ်တဲ့အဲ့လိုများသွေးတိုက်လို့များမထေကြီးအသက်ရှင်မယ်ဆိုလို့ရှိရင် तू အသက်ဆုံးရဲပါတယ်ခင်ဗျားတို့အကျုပ်ကအဲ့လိုဆုံးရဲပါလိအောက်ကနာမကြောက်ကောစောခင်းတာဒီအဲ့ပေါ်မှာအခုလေးတွေစောင်းလေးတွေပါသေးတယ်ကိုယ့်အတွက်တောင်ပါလေးပြီးမှဆရာတို့တော့ sorry ပေါ့ဟုတ်ဘူးလားရှေ့တုန်းကပုဂ္ဂိုလ်တွေနဲ့တူရလားဒါတွေလည်းထည့်တွဲရပါတယ်ဆရာပေါ်မှာယုံကြည်တယ်ဆိုတော့အဲ့ဒီလိုယုံကြည်ရတယ်ဆရာအတွက်အသက်တောင်ပေးသေးရဲ့ဆိုတော့သူ့အတွက်ကအသက်မဆုံးရဘူးလားဆုံးရတယ်နောက်တစ်ပါးရောတဲ့နောက်တစ်ပါးမှန်လားပါဗျာတဲ့ဖျားတပည့်တော်ရဲ့ဝင်သက်ကိုမထွက်တော့ဘဲနဲ့ထွက်သက်ကိုပြန်မဝင်တော့ဘဲနဲ့အောင့်ထားလို့များအရှင်များအသက်ရှင်ဖို့အတွက်လိုအပ်ပါတယ်ဆိုရင်ဖျားတပည့်တော်အသက်ကိုအောင့်ထားပါမယ်ဗျာအောင့်ထားတော့မသေးဘူးလားဘုရုအတွက်လေခမရတို့ကကြုတ်တယ်မအောင့်နိုင်ဘူးလားရှင်များရေပြောမှပြောရဲ့တရားမရရင်နေပါတော့အိမ်တော့အသက်ကလေးပါပြရသည်ပေါ့ဟုတ်ပြီလားဘုံမတကယ်သူ့အတွက်ငဲ့ရလားဆရာအတွက်တော့မငဲ့ဘူးနော်ဒါကြောင့်မလို့တရားရတဲ့ဆိုတဲ့နေရာမှာတရားကျင့်တဲ့ယောဂီတို့ရဲ့စိတ်ထားတွေကအဲ့ဒီအင်အားတွေပြည့်ဖို့လဲလိုတယ်အခုကဆရာကိုတိုင်းကျင်တာနဲ့ထွားကျင်တာနဲ့စမ်းကျင်တာနဲ့စမ်းသကျင်တာနဲ့နော်ဟိုလိုဒီလိုဖြစ်ကျင်တာတဲ့တရားများတယ်နည်းနည်းလေးနဲ့ဝင်လာလိုက်တဲ့ဟောနာလိုက်တာမခံနိုင်ဘူးသိန်းကကျန်းတယ်နာကြီးကများတယ်ဝေနာတက်တယ်ကြီးများမနေဘူးလားကိလေသာကြီးတွေများတော့တရားရပါမလားလူကျင်တာလည်းမဲ့တရားဖို့တရားကြီးကလည်းများလိုက်တာဒီကြတဲ့အားပေးရှာတယ်ကြာထိုင်ဖို့တရားကျင့်ဖို့မလိုဘူးလေနော်ကြာထိုင်မှတရားမဟုတ်ပါဘူးတဲ့ဗျာလောက်ပြန်တယ်ပြင်းပြင်းထန်ထန်တရားကျင့်ဖို့မလိုဟုတ်ပါဘူးတဲ့ငရဲပြီမှာငရဲသားတွေခန္ဓာကိုယ်အပင်မခံပြီးညှိစေခံပြီးတရားရမယ်ဆိုငရဲသားတွေတရားရမှာပေါ့တဲ့ငရဲသားတွေတရားကျင့်နေတာလားငရဲကြနေတာအဲ့ဒါကိုတော့ထဲမတွက်နိုင်တော့ဘူးဖြစ်နေတာဟောကြတဲ့ထဲမှာလေကြာထိုင်ဥဒ္ဒတရားရမယ်ဆိုလို့ရှိရင်ねဖွဲရိုက်တဲ့လူတွေရုပ်ရှင်ကြည့်တဲ့ပုဂ္ဂိုလ်တွေအကြာကြီးထိုင်နေတာတရားရောပေါ့တဲ့အဲ့ပုဂ္ဂိုလ်တွေတရားကျင့်နေတာလားဖွဲရိုက်နေတာဒါတော့ထဲမတွက်တော့ဘူး
အဲ့တော့ယောဂီတွေကိုဘာလုပ်တာလဲတရားအားရုပ်လျော့သွားအောင်တိုက်တွန်းတာနဲ့မတူဘူးလားဟောဟိုပုဂ္ဂိုလ်တွေကကိရိတာတဏှာနဲ့အာယုံကာမဂုဏ်လုပ်နေတာဒီဘက်ကတရားကျင့်နေတာတူလို့လားကဲဒါပဲကောင်းပါပြီအဲ့တော့ဖဲရိုက်နေတဲ့ပုဂ္ဂိုလ်10 နာရီတော့မလုပ်ဘဲနေနိုင်ပါမလားမနေနိုင်ဘူးအဲ့လိုဆိုရင်ကောင်းပြီမခံရင်တဲ့စိတ်မခံတာတဲ့စိတ်တွေအဲ့လိုဖြစ်လာတဲ့အခါကျတော့တပည့်ကဆရာပေါ်မှာဆရာအတွက်တော့အသက်လဲရပါတယ်ဆိုရင်သူ့အတွက်ကိုမလဲရဘူးလားလဲတာလေနောက်ယဟန်တစ်ပါးလို့ပြီးတဲ့အခါကျတော့နောက်ယဟန်တစ်ပါးကလည်းဖျားပြီးတော့ဗျာတဲ့အတုတရားတက်တဲ့ကြောက်တဲ့ကိုခုံချလို့များမထေကြီးရဲ့အသက်ကယ်လို့ရမယ်ဆိုရင်ဖျားပြီးတော့ခုံချရဲပါလေဘုရုအတွက်လဲခင်ဗျားတို့ကြုတ်အတွက်ဟိုဘောကနေလေကားတဲ့ဘောခုံချရဲလားအသေးမှကြောက်လိုက်တာနာမှကြောက်လိုက်တာဟုတ်ပြီလားခန္ဓာနဲ့အသက်မငဲကွယ်ရဘူးလေအဲ့လိုဆိုရင်တရားကျင့်တဲ့ယောဂီသည်တရားကျင့်တော့မယ်ဆိုလို့ရှိရင်ဆရာကိုယုံကြည်တဲ့နေရာမှာအသက်နဲ့လဲပြီးတော့ယုံကြည်ရတယ်ဆရာအတွက်တော့အသက်ဆုံးရတဲ့ဆိုကိုယ့်အတွက်ကောအသက်မဆုံးရဘူးလားဆုံးရပြီးအဲ့လိုကျင့်ရမှာလေဗျာဘောဘောတဏ္ဍာနဲ့ခြောင်နဲ့မရပါဘူးဒဏ္ဍစစဉ်အင်္ဂိတိအတိပ္ပယ်ကတော့အခုယောဂီတို့ကတထေးကြီးဆိုတော့ဓမြလာတိုက်ပြီဓမြကတိုက်တွင်းနဲ့မေးတယ်ခမရတို့ငွေတွေရွှေတွေပေးမလားလက်တစ်ချောင်းပြတ်ခံမလားဆိုယောဂီတို့ပါပေးမလားလက်တော့မပေးနိုင်ဘူးရွှေတွေငွေတွေပေးလိုက်ဟုတ်ပြီနော်နောက်ကဓမြကတိုးပြီးတော့တောင်းပါလေအသက်သက်ခံမလားလက်ပြတ်ခံမလားဆိုယောဂီတို့ပါအောင်ပေးမယ်အသက်တော့အသက်ခံနိုင်ပါလားအေးမြတ်စွာဘုရားကမေတ္တရားဖို့တရားတာရမယ်ဆိုအသက်ပါဆုံးလိုက်ပါဘုရားကအသက်ဆုံးရင်မကျင့်ခိုင်းဘူးလားဒါပေမဲ့အခုကအသက်ဆုံးဖို့တွေမပြောနဲ့ကြာကြာထိုင်တာတရားမဟုတ်ဘူးပြင်းပြင်းထန်ထန်ထိုင်တော့တရားမဟုတ်ဘူးအဲ့ဒါတွေကတအားပြောတာပဲဒါပေမဲ့သူတို့ကကြာကြာမထိုင်ဘဲနဲ့ဘယ်လိုတရားရတယ်တော့မပါဘူးပြင်းပြင်းထန်ထန်မထိုင်ဘဲနဲ့ဘယ်လိုတရားရပါပြီလို့လည်းမပါဘူးတော့၄ပါးသောအရိယဘုံနဲ့ကျင့်တာတော့သူတို့ကဘယ်လိုပြီးမြောက်သွားပြီဆိုတော့မပါဘူးရတာပဲလျှောက်ပြောနေတာသူတို့ရလားမရလားတော့မသိဘူးအဲ့ဒီလိုဖြစ်တာတဲ့အခါကျတော့သာသနာဟာဒကာဒကမတွေမှာပရိယတ်တိကိုမတတ်တဲ့အခါကျတော့မနှံ့စတော့ဟိုဆရာပြောတာဟုတ်လို့ဒီဆရာပြောတာဟုတ်လို့ဟိုမထေရပဲယဟန္တာဖြစ်တယ်လို့ဒီကြတဲ့ဦးဇင်းတို့ဗမာလူမျိုးရဲ့ညံ့ပြင်းမှုဟာဘယ်ပူရောပြီယဟန္တာဖြစ်ပြီဘယ်မထေရယဟန္တာဖြစ်ပြီတဲ့ကိုကဘူကောင်ကယဟန္တာမှသိလို့လားမသိဘဲနဲ့ယဟန္တာဖြစ်ပြီသွားသမုတ်တာမတတ်မရဗျာဟုတ်ပြီလားလာတဲ့ယဟန္တာဖြစ်ပြီပဲတွေ့တာယဟန္တာအကြောင်းမသိမှာပေါ့ပုထုဇဉ်ကယဟန္တာဖြစ်မှသိပါမလားအေးဒါမှဟာရုပ်စုနဲ့ဘယ်ပုဂ္ဂိုလ်ယဟန္တာဖြစ်ဘာပြီးလို့ဖြစ်မှမသိဘူးအဲ့ဒါဦးဇင်းနဲ့လည်းကျင့်တဲ့အခုပဲပါလာတဲ့ယောဂီတယောက်ကပြောပါတယ်ဦးဇင်းရဲ့ယောဂီတက္ကမလေးတယောက်မထေရဘာကဆိုပါတော့လေဗျာသူ့ရှိသွားပါတယ်တဲ့သွားတော့ဟဲ့နေဘယ်သွားကျင့်နေတယ်ဆိုအဲ့ဒီမထေရသွားကျင့်တယ်ပေါ့အဲ့ဒီမထေရယဟန္တာဖြစ်နေပြီဘာဖြစ်လို့လဲသပင်နေလိတ်နေလို့သပင်လိတ်တယ်ဆိုကလာအဒီတဲ့လိတ်အောင်သပင်လိတ်တာနဲ့ယဟန္တာနဲ့ဘာဆိုင်လို့ဟုတ်ပြီလားအဲ့ဒါကြောင့်မလို့ဒုဗမာလူမျိုးတွေရဲ့ညံ့ပြင်းမှုကတော်တော်ညံ့ပြင်းတယ်အတွေးခေါ်အလွန်ခေါင်းမာတယ်ဆုံးဖြတ်ချက်ကိုရဲတင်းမဆုံးဖြတ်ရဲဘူးနော်တွေးခေါ်မှုတွေကအလွန်နှိမ့်ကြတယ်အေးအဲ့ဒါကြောင့်မလို့တရားကျင့်တဲ့ယောဂီတို့သည်ဆရာနဲ့ကြုံလာလို့ရှိရင်ဆရာကောင်းအားကိုးထိုက်ပြီဆိုရင်ထိုဆရာကိုအသက်နဲ့လဲုံလို့မကမိမိအတွက်ပါအသက်နဲ့လဲပြီးတရားကျင့်ရမယ်အဲ့ဒီအင်္ဂါရနဲ့မပြည့်စုံရင်တရားရပါမလားမရဘူးအဲ့တော့မှမြတ်စွာဘုရားသည်တရားကျင့်တဲ့ယောဂီရဲ့နဲ့တရားပြတဲ့ဆရာကိုဘယ်လိုဥပမာပေးထားလဲဆိုတော့လူနာနှုတ်ရှိတယ်တဲ့မြတ်စွာဘုရားကတိုးသောလူနာကဝေဒနာတက်ရင်တက်မှန်းသိတယ်ကြာရင်ကြာမှန်းသိတယ်နော်လူစေးကိုလူတယ်လိမ့်စေးကိုလိမ့်တယ်တောက်စေးကိုတောက်တယ်နေသာခံခဲ့သေလူမတအသက်ထွက်မတဖြစ်တဲ့ဝေဒနာကိုလည်းသိခံတယ်နောက်တိုးသောလူကဝေဒနာတက်မှန်းလည်းမသိကြာမှန်းလည်းမသိဘူးလေဆရာညွှန်ကြားတဲ့အတိုင်းလည်းလူစေးလိမ့်စေးတောက်စေးကိုလည်းမလုပ်ဘူးတဲ့နေသာခံခဲ့အသက်ထွက်မတဖြစ်တဲ့ဝေဒနာကိုလည်းသိမခံနိုင်ဘူးခြေသားတို့အဲ့ဒီလူနာနှမျိုးမှာပထမလူနာဟာကိုယ်အလွယ်တယ်အဲ့တော့တရားပြတဲ့ဆရာသည်တရားယောဂီကိုစစ်တဲ့အခါမှာဆရာရဲ့ဩဝါဒစရိယကိုယူသည်လေးစားစွာနိုင်နာမှုရှိရမယ်ဟုတ်ပြီလားမိမိရဲ့ကျင့်စဉ်တွေလက္ခဏာတွေရှုတာတွေဟာဘလို့ဖြစ်တယ်ဟိုလိုဖြစ်တယ်နော်မိမိရဲ့ဖြစ်ရအမှန်ကိုအမှန်အတိုင်းဆရာကိုတင်ပြနိုင်ရမယ်အကယ်၍ဆရာပြောတဲ့လမ်းကြောင်းတိုင်းသို့တပြောင်းကြီးရောက်နေရင်တော့မတင်ပြနိုင်ဘူးအကယ်၍ဆရာပြောတဲ့လမ်းကြောင်းနဲ့လွဲနေပြီသို့မဟုတ်မိမိသည်ဆရာလူကြီးနဲ့ပါနိုင်တယ်မရောက်ဖ ೇನೆ
နော်တမျိုးတစ်ပြုံကဖြစ်နေမလားဆိုရင်ဆရာကိုလည်းလာလျှောက်ရဆရာညွန်ကြားချက်ကိုလည်းလေးစားလိုက်နိုင်ရမယ်ဆရာညွန်ကြားတဲ့အတိုင်းလည်းပေါင်းမြောက်အောင်ကျင့်နိုင်ရမယ်တရားကျင့်နေရင်နဲ့တရားကျင့်တဲ့ခန္ဓာကိုယ်ရဲ့နေသာခံခဲ့သေလူမတအသက်ထွက်မတဖြစ်တဲ့ဝေဒနာကိုလည်းဘာလို့ရမလဲသိခံရမယ်ဘုရုခိုင်းတာလေအဲ့ဒါဘုရားခိုင်းတာအခုကနေသာခံခဲ့ကိုမလုပ်ပါဘူးတဲ့သက်တောင်ကျင့်ပါလေပြင်းထန်တော့ဘလို့တရားရမလဲဘုရားဟောဒီသာနဲ့လွဲမနေဘူးလားလွဲနေတယ်အဲ့ဒါလည်းသူတို့ရှိကတွေပြောနေတာပါအကောင်းကြီးပဲနော်စာလည်းသိချာမဖတ်ဘူးနဲ့တူပါတယ်အဲ့တော့တရားကျင့်တဲ့ယောဂီဒီနံပါတ်1ပြင်းထန်တဲ့ဒုက္ခဝေဒနာကိုလည်းဘာလို့နိုင်ရမလဲသိခံနိုင်ရမယ်မိမိရဲ့ကျင့်စဉ်ရဲ့အမှားအမှန်အကောင်းဆုံးကိုလည်းတင်ပြနိုင်ရမယ်ဆရာညွှန်ကြားတဲ့အတိုင်းလည်းလိုက်နာနိုင်ရမယ်ဒီ၃ချက်ပြရဟောပြီနော်နောက်တစ်ချက်ကဆရာကိုလည်းအသက်နဲ့လဲပြီးတော့ယုံကြည်ရမယ်မိမိတရားကျင့်တဲ့ပုံမှာလည်းတရားကျင့်နဲ့သေပါစေဆိုတဲ့ဆန္ဒမျိုးစိတ်မျိုးလည်းရှိရဘယ်နှချက်ရှိပါလဲ၅ချက်ပြည့်မပြည့်တော့မသိအချက်ကတော့ရည်ပြတယ်အဲ့တော့မှဒါနဲ့မကသေးဘူးတဲ့မြတ်စွာဘုရားကတရားပြတဲ့အခါမှာတရားကျင့်တဲ့ယောဂီသည်တဲ့မေတ္တာသုတ်လာအင်္ဂါ15ချက်ရှိတရားတော့ကျင့်ကြတယ်တရားကျင့်တဲ့ယောဂီကတရားကျင့်တဲ့ပုဂ္ဂိုလ်ရဲ့အင်္ဂါရက်တွေပြည့်မပြည့်မသိဘဲနဲ့လည်းတရားကျင့်နေကြတယ်တရားကျင့်ရတဲ့လမ်းကြောင်းကိုလည်းမသိဘဲနဲ့လည်းကျင့်နေကြတယ်ဒါယောဂီတို့ရဲ့အမှားမဟုတ်ပါဘူးတကယ်တမ်းကျတော့ဆရာအရေးကြီးပါတယ်ဆရာဟာဘာနဲ့တူလဲဆိုလို့ရှိရင်လူနာကိုကုသလိုပဲဆေးကုသလိုပဲနော်ယောဂကိုခွေရှာပြီးတော့ကုရတယ်အဲ့လိုပေါ့ဆရာဒီလိုလုပ်ပါဒီစိတ်တိုက်ပါလို့လူနာခိုင်းတဲ့တိုင်ဆရာတိုက်မယ်ဆိုရင်အဲ့ဆရာဒီဒေါက်တာရန်ကုန်ပဲဖြစ်ရလူနာအော်ဟိတ်ပြီးညီးယူနေပါစေနော်သူ့ရဲ့ယောဂအဖြေရှာလို့မရရင်လူနာကိုဘာမှမလုပ်ဘူးအဖြေရှာလို့ရပြီဆိုမှသူလိုတဲ့ဆေးကိုတိုက်တယ်အဲ့ဒါဆရာကောင်းမယ်တပည့်ဟာတရားကျင့်တဲ့အခါမှာမေတ္တာသုံးလာအင်္ဂါ15ချက်နဲ့လျော်ညီရတန်တန်ငြိမ်သက်စွာသောယံပရံအကျင့်နိဗ္ဗာန်သည်အတ္တိရှိ၏တရားဓမ္မတွေနိဗ္ဗာန်မရှိဘူးလားအတ္တိပစ္စည်းနဲ့ပြထားတယ်နိဗ္ဗာန်မရှိဘူးဆိုတာမဟုတ်ဘူးရှိတယ်အဲ့ဒီလိုငြိမ်သက်ပြီးတော့ချမ်းသာနေတဲ့မလုံးမရှားတဲ့တည်နေတဲ့ငြိမ်အေးတဲ့အပြည့်ကင်းပြီးအပူကင်းတဲ့ဓာတ်ဆိုတာရှိပါတယ်အဲ့ဒီနိဗ္ဗာန်ကိုလိုချင်တဲ့ပုဂ္ဂိုလ်ဒီကရဏီယကျင့်ရမယ်ဘာလို့ရမလဲကျင့်ရပါဗျာစာဖောက်နဲ့ရတရားနာနဲ့ရအခုကကျင့်စရာမလိုနာနဲ့ရတယ်လေဗျာခေတ်ကဆန်းပြီဟုတ်ပြီလားသောတာပန်တော့ကျင့်စရာမလိုဘူးဆိုတော့ဘယ်သောတာပန်မှလည်းမသိဘူးနော်ကျင့်စရာမလိုတဲ့သောတာပန်ဟာဘလို့ရှင်းတရားလိုတဲ့သောတာပန်ဟာဘလို့အရိယာမေဆိုတာဘလို့ဒီလိုလဲမခွဲကြဘဲနဲ့သောတာပန်ဆိုပြီးတော့တခါတည်းသိမ့်ကြုံချလိုက်တဲ့ခါကျတော့အမားတွေတွေ့ကုန်အဲ့တော့ဘာလို့ဖြစ်ကုန်လဲဆိုတော့လူတွေက365ရက်တနေ့တနာရီနာရင်365ရက်ပြင်သောတာပန်ဖြစ်တယ်ဆိုတော့ငကိုတွေကပုရုဇဉ်အပြင်းသမားအချောင်သမားတရားမမှန်နာရင်သောတာပန်ဖြစ်သွားပြီဟောကိုယ့်ကိုဘာသိခိုက်လဲသောတာပန်သိခိုက်တယ်အဲ့တော့ဘယ်သောတာပန်လို့ဘာဖြစ်တယ်တော့မသိသောတာပန်တော့ခါတာပဲတချို့ကလာလာနဲ့ဒိဋ္ဌိပြုတ်ချရတယ်ပြုတ်သွားပြီအဲ့လိုဖြစ်နေတဲ့ခါကျတော့အခုခေတ်မှာဘယ်ဆရာကိုဘယ်လိုမူတည်ပြီးတော့ဘယ်ကျင့်စဉ်နဲ့ဘယ်လိုတိုင်းတာရမယ်ဆိုတာပျောက်ကုန်မရှိဘူးပြီးတော့ဦးဇင်းတို့ဗုဒ္ဓလက်ထက်ကနေပြီးတော့သီဟိုနိုင်ငံအထိသမာဓိတွေရှိကြတယ်ဆရာကလည်းဆရာတပည့်ကလည်းတပည့်ဆရာကလည်းအရိယာမမရောက်သေးဘူးရောက်ရှင်လည်းရောက်ပြီးပုံမှန်လေးရှင်းလင်းပြောကြတယ်အခုခေတ်ကဘာမှမသိတော့ဘူးရောင်းတောင်ပေါတောင်တွေလည်းအများကြီးဖြစ်လာတဲ့အခါကျတော့ပစ္စည်းလေးပါထောက်ပံ့နေတဲ့တရားဓမ္မတွေမှာဥလဲလဲနဲ့ဖြစ်နေကြတယ်အဲ့တော့ညီသက်တဲ့ချမ်းသာတဲ့နိဗ္ဗာန်ကိုလိုချင်တဲ့ပုဂ္ဂိုလ်ဒီကရဏီယကျင့်ရမယ်ဘယ်လိုကျင့်ရမလဲဆိုရင်သက်ကောအသက်နဲ့ခန္ဓာကိုမငဲ့ကွက်ပဲကျင့်ရသည်လေအတ္တဖြစ်ရ၏ကဲအဲ့ဒါမေတ္တာသုံးပါအသက်နဲ့ခန္ဓာကိုမငဲ့ကွက်ပဲနဲ့ကျင့်ရမယ်ဆိုတော့တရားဓမ္မတွေအသက်နဲ့ခန္ဓာကိုအသက်ဖယ်ထားပါဦးခန္ဓာကိုယ်လေးတစ်နာရီခွဲ2နာရီလောက်တက်တာလေးကိုပြင်မဖြစ်ပြီးတက်တာအောင်လုပ်နေမယ်ဆိုငဲ့ကွက်နေတာနဲ့မတူဘူးလားအဲ့ဒါတရားရပါမလားအခုကတော့ရတယ်ဗျာဉာဏ်စီတွေလည်းတက်သွားတာပဲဒိဋ္ဌိတွေလည်းပြုတ်ရင်ပြုတ်သွားတာပဲဓမ္မတက်ဖို့နမတက်ဖို့လည်းအများကြီးဥသိရံကုန်မှာယဟန္တာတွေတော့တွေ့ခဲ့သေးတယ်နော်အခုတလောပဲသရဂံအနာဂံတက္ကမကြီးနဲ့တွေ့ခဲ့တယ်ရန်ကုန်ဥသိရကြောက်တယ်ဘာလို့ဆိုမက်တရားဘုရားရတဲ့လူတွေကြီးများနော်ဘာမက်တွေတော့လည်းမသိဘူးမက်တော့မက်တာပဲအဲ့တော့အသက်နဲ့ခန္ဓာကိုမငဲ့ကွက်ပဲကျင်းရသည်လေအာသဖြစ်ရ၏ဘလို့မငဲ့ကွက်တာလဲလို့မင်းမြတ်စွာဘုရားပရိသန္တမမှာနော်တရားကျင့်တဲ့ယောဂီသည်တဲ့တရားကျင့်နေစဉ်အတွင်း၌တရားကျင့်တဲ့ခန္ဓာကိုယ်ကြီးကိုမွေကြိုက်နေပါစေတဲ့သိခံရမယ်ဘာလို့ရမလဲထ
အော်ပြရမှာလားစိတ်သက်ကူရမှာလားဘာဖြစ်နေရမှာလဲဒီခံဩအရှင်ဘုရားရဲ့မွေကြိုက်တယ်ဘယ်လိုလုပ်တရားရပါမလဲလို့မေးစရာရှိတယ်အာငါးပါးပြည့်ရင်စန္ဒိဋ္ဌိပအိဋ္ဌိတိပဝိရိဋ္ဌိပဝိဝန္တအိဋ္ဌိပဆိုတဲ့အားဒီပြည့်လို့ရှိရင်မဂ္ဂင်၈ပါးလျော်ညီလို့ရှိရင်ဖြစ်တယ်ဒါကြောင့်မလို့ရင်ဝလံစုထိန်ဦးမိလောက်ရင်ဝမှာတော်တော်ကြီးပြီးလောင်ပြီးတော့ရင်ဝထိန်ဦးမိလောက်နေတာဒီတဲ့ဗျာများနေတဲ့စိတ်ပဲရှိတော့ဖះအတ္တတဲ့လွန်ခဲ့တဲ့အရေးကြီးတာကတော့ငါခန္ဓာကိုယ်လို့ဆွဲရတဲ့တက္ကဒိဋ္ဌိကိုဖြုတ်လိုက်ပါဆိုတော့သူ့တဲ့အရေးမကြီးဘူးလားကြီးတယ်အဲ့လောက်ကြောင့်မလို့ဖះဟောတဲ့တရားအမှန်တမ်းမှန်နေအဲ့တော့ဒီကုနိုင်ငံမှာမထေရကြီးတစ်ပါးကအသက်ကလည်းကြီးပြီအသက်ကြီးတော့တရားကျင့်ဖို့ကလည်းလူငယ်လူရွယ်တွေလို့နေလန်းကလည်းမကျင့်နိုင်ဘူးအဲ့တော့မှန်မှန်တရားနာတော့မယ်ဆိုပြီးတော့သူကအသက်ကြီးတော့တရားနာအဲ့မှာတရားဟောတာည6နာရီရတယ်မနေ့6နာရီတရားဟောတာအဲ့သူတရားဟောမဲ့လူနာသူသွားတဲ့ခါကျသူကနောက်ကျနေတော့တောဇက်ကလေးမှနာရတောဇက်ကလေးနေရာလဲရောက်ပါငါဒီနေရာလေးကနာမယ်ဆိုပြီးတော့တပိတ်ကလေးအသာချပြီးထိုင်နေတာအောက်ကမွေဟောက်ကကြိုက်ဘူးမွေဟောက်ကကြိုက်ပြီးခဲရတဲ့ခါကျတော့ခေါင်းကိုကြိုက်ပြီးတော့ကြည့်လိုက်တဲ့ခါကျတော့ဘီကြီးခွက်ထားတော့မွေဟောက်ကြီးပါလားဒီမွေကငါလွတ်လိုက်လို့ရှိရင်နောက်တစ်ယောက်ကိုသွားပြီးတော့ပြန်ကြိုက်ပြီးလို့ရှိရင်တရားပွဲတော့ပြတ်တော့မှာပဲအဲ့တော့တပိတ်ကိုဖြုတ်ပြီးတော့တပိတ်အထက်တပိတ်ကိုထုတ်ပြီးတော့အဲ့တပိတ်အိတ်ထဲကိုမွေထည့်ပြီးတော့တခါချီထားပြီးတော့ဘေးသာချတာသူ့ကိုယ်သူဆုံးမှာငါသည်တဲ့သားသာမယားသာသားကြောင့်မယားကြောင့်အများကြောင့်ခံပြီးတော့စီးပွားရှာရင်နဲ့မွေကြိုက်ပြီးသေးခဲ့တဲ့ဘဝများလာပါပြီတရားနာပြီးသေးခဲ့တဲ့ဘဝမရှိခဲ့ဘူးမဆုံးမဘူးလားဆုံးမတယ်အခုခေတ်ကတော့နည်းနည်းလေးဖြစ်တယ်အမလေးသေးတော့မှပဲဖြစ်လားအဒီဒေတာကျမ်းတယ်နှစ်နာရီအမလေးနှစ်နာရီဆိုတော့တွန့်သွားမျက်နှာကဟုတ်ပြီလားနှစ်နာရီလောက်လေးတွန့်သွားပြီဆိုရင်ဒီဘုတ်ကိုကြောက်မနေဘူးလားဘာကြောက်တာလဲအာဟုတုတရားတွေကုသိုလ်မှာအာဟုမရှိတော့မကြောက်ဘူးလားကြောက်တယ်သူကြောက်တယ်ဆိုတာဘာလဲအာဟုမရှိလို့သူ့မှာဒိဋ္ဌိတို့တဏှာတို့ပြုတ်ကြောင်းနော်ခန္ဓာဒုက္ခရဲ့ဆင်းရဲမှုမှာလွတ်ကြောင်းအာဟုမရှိတော့မကြောက်ဘူးလားဩကြောက်နေတယ်ဆိုတာအာဟုမရှိလို့ပါလားအခုတော့အဲ့ဒီမထေရကြီးကဆုံးမလိုက်တယ်သူ့ကိုနော်သားကြောင့်မယားကြောင့်အများကြောင့်ခံပြီးသေခဲ့တဲ့ဘဝများပြီတဲ့တရားနာပြီးသေခဲ့တဲ့ဘဝမရဘူးပဲဒီတကာတော့ငါတရားနာရင်းနဲ့သေမယ်ဒါလည်းပါလေစိတ်ပဲဆုံးဖြတ်ချက်ပဲမဟုတ်လားအဲ့လိုမဆုံးဖြတ်နိုင်တဲ့ပုဂ္ဂိုလ်ကအမလေးဆိုထားအောင်ပြီးတော့တကာတဲ့ဆရာဝန်ကြီးအတင်းပြီးတော့မှာပေါ့ဟုတ်ဒီပုဂ္ဂိုလ်ပြီးရလားသူလည်းယုံနဲ့နာမဲ့ခန္ဓာကိုယ်နဲ့ပဲနာရတဲ့ပဲမဟုတ်ဘူးလားဒါပဲနဲ့စိတ်ချင်းတူရဲ့လားမတူဘူးအဲ့တော့မထေဟောတဲ့တရားကလည်းအရိယတံဝန္တဆိုတာသူတော်ကောင်းနေတာစုပ်စုပ်ပြပြပေပေတူတူပဲ့ကြိုက်ချင်းကြိုက်မွားကြိုက်နော်တောတဲ့တောင်ထဲမှာတခါတည်းဖြစ်သလိုနေဖြစ်သလိုစားစုပ်စုပ်ပြပြကြီးနဲ့တရားကိုနေလန်းကလာရှာနေတဲ့အကြောင်းအဲ့ဒီအကြောင်းတွေဟောတော့ခုနမွေးကြိုက်ခံတဲ့မထေကြီးကလည်းအဲ့ဒီပေါ်မှာတခါတည်းတရားနာရင်ပီတိတွေဖြစ်တယ်ဘလို့ပီတိဖြစ်လာလဲတရားနာတဲ့ပုဂ္ဂိုလ်ရဲ့အတန်တရားအတန်ကိုစိတ်ကလေးကိုပို့တာကဝိတက်တရားဟောတဲ့ပုဂ္ဂိုလ်ရဲ့သဘောတရားမထေရရဲ့နေလန်းကလာအားထုတ်တဲ့သဘောတရားတွေကိုသုံးသပ်နေတာကဝိသရာအဲ့ဒီဝိတက်ဝိသရာကအောက်မှာမွေကြိုက်တဲ့နားရဲကြိုက်တဲ့မခံနိုင်ဘူးဆိုတဲ့သုံးသပ်တဲ့ဝိသရာနဲ့မွေကြိုက်တဲ့နေရာကိုစိတ်ကိုပို့တဲ့ဝိတက်နဲ့အဲ့ဒီဝိတက်တဲ့တာတဲ့မထေရဟောတဲ့ပီတိဒုက္ခဝိတက်ကများသွားတယ်ဇာဝိတက်ကများတယ်စိတ်တော့စိတ်ပဲနော်မိမိရဲ့ဆုံးဖြတ်ချက်နဲ့ခံယူချက်မှမူတည်တာအောက်ကမွေကိုကြီးကြိုက်ထားတဲ့အစိတ်တက်နေတဲ့ကြားကအဲ့ဒါကိုနှလုံးမသွင်းတော့ဘူးတဲ့ဝေဒနာဝိခံဝိတုဝေဒနာအာမနတိကာရဆိုအဲ့ဒါပဲဝေဒနာကိုနှလုံးမသွင်းတော့ဘူးတဲ့ဘာဖြစ်လို့သေပါစီတော့တဲ့နော်သားကြောင့်မယားကြောင့်ခံပြီးတော့သေတာဟိုက်မွေကြိုက်လဲသေမှာပဲမွေမကြိုက်လဲငါသေမှာပဲတဲ့အဲ့တော့သေရမဲ့အတူတူမထူးတော့ဘူးဆိုတော့အောက်ကမွေတက်ကြိုက်တဲ့အစိတ်ကိုနှလုံးမသွင်းတော့ဘူးဆိုဝေဒနာခွာလိုက်တာလေဘာအားနဲ့ခွာတာလဲအတိတရားနဲ့အဆုံးမတရားနဲ့ခွာတယ်မဟုတ်လားဆုံးမပြီးခွာလိုက်တာသူတော်ကောင်းဆိုတာဆုံးမတာအဲ့တော့မတိဟောတဲ့တရားကိုဝိတက်ဝိသရာသုံးသပ်တော့အဲ့ဒီမှာအားကြပြီးတော့နှစ်သက်ပြီးပီတိတွေဖြစ်လာတယ်ပီတိပြီးစိတ်ကလေးရောစိတ်ရောကိုယ်ချမ်းသာတယ်ပီတိဒုက္ခချမ်းသာတဲ့စိတ်လည်းချမ်းသာတယ်ယုတ်လည်းချမ်းသာတယ်ပိဋိဒုက္ခဧကကရာလည်းဒီလဲသွားအရိယာတွေဥပိ္ပခာအပြီးခဏိကသမရတောင်းတဲ့တမာရိယနေခွာပြီးတော့ခန္ဓာ၅ပါးယုံနာ၅ပါးရှုတာအနာဂါမိပဲဆိုသုံးမဲ့ကူမသွားဘူးလားဒါပဲလေထပြေးဖို့လိုသေးလားဒါဖះဟောတဲ့တရားမမှန်ဘူးလားမမှန်တဲ့တရားဖះမဟုတ်ဘူးတော့ဖះပြောတဲ့စကားမှားတာမရှိဘူးတော့အခုတော့တရားကျင့်တဲ့ယောဂီသည်တဲ့
ခန္ဓာနဲ့တွေ့လာတဲ့ခါမှာကိုယ်နဲ့တွေ့တဲ့ခါမှာမွေကြိုက်နေပါစေသိခံရမယ်ကဲအခုခေတ်နဲ့ကြွားမသွားဘူးလား2 နာရီလောက်ကျင့်တဲ့ဝေဒနာကိုပဲရေးကြီးခွင့်ကြီးလုပ်ပြီးတော့နော်အင်းမင်းတန်တန်ကြိတ်မိတ်တော့ဒီလိုကြီးနေလို့ဘလို့တရားရမှာလဲဘယ်သူကကြိတ်မိတ်ခိုင်းလို့လဲနော်အကြောင်းအကျိုးကိုလည်းမစင်ញင်ပဲနဲ့မလိုလားအပ်တဲ့အပြောတွေနဲ့နော်သာသနာပြုတဲ့ပုဂ္ဂိုလ်ချင်းချင်းပြောကြတယ်ပေါ့နောက်ပုဂ္ဂိုလ်လည်းရှိပါတယ်အခုခေတ်မှာအများကြီးပဲဟောကြပြောကြရေးတဲ့စာအုပ်တွေအများကြီးပဲရှိတာဝေဒနာပြင်းပြင်းထန်ထန်ခံပြီးတော့တရားကျင့်ဖို့မလိုပါဘူးဆိုတာအများကြီးခေါ်တာပါတယ်ဦးဇင်းတို့လည်းသိပါတယ်ဒီပုဂ္ဂိုလ်တွေဘာမှမမရှိဘူးဆိုတာသိဘာလို့လဲသိခံနိုင်မှုမှမရှိတာအခုတော့ဘုရားကဘာလုပ်ခိုင်းတာလဲသိခံခိုင်းတယ်မဲ့ချင်ရင်မွေကင်းသားကြိုက်နေပါစေတဲ့ဘာလို့ရမှာလဲသိခံရမယ်သိခံတယ်ဆိုတာကြိတ်မိတ်ပြီးနေတာမဟုတ်ပါဘူးတဲ့မခံစားခြင်းနဲ့ဒေါသတွေကိုစိတ်ဖြစ်လာတာကိုမကန့်ညီတော့ဘဲနဲ့စွန့်လွတ်နေတာကိုသိခံတယ်လို့ခေါ်တာကြိတ်မိတ်နေတာကဆုံးနေတဲ့ဒေါသလို့ခေါ်ပါတယ်ဟုတ်ပြီနော်အဲ့တော့အခြားသူတော်ကမိမိကိုဒေါသဖြစ်လောက်အောင်ပြောတဲ့အတန်ကိုလည်းဘာလို့ရမလဲသိခံရမယ်တရားထိုင်တဲ့ခန္ဓာကိုယ်ကြီးကနာကျင်ခံခဲ့အသက်ထွက်မတတ်ဖြစ်တဲ့ဝေဒနာကိုလည်းသိခံရမယ်ဘာလို့ရမှာလဲဖခင်ကသိခံပြီးတရားကျင့်မှာတော့အခုကသိခံဖို့မပြောဘဲနဲ့ဟာတရားကြာကျင့်တာတရားမဟုတ်ဘူးနာနာကျင့်တာမဟုတ်ဘူးအဲ့လိုနဲ့လွှမ်းခြုံနေပြီသာသနာဝိုင်းဖြစ်နေပြီသာသနာပြုမလို့လို့နဲ့ပြက်ကုန်ကြပြီတရားဝရိယအားတွေရုပ်လျော့ကုန်ပြီမတရားဖို့တရားတွေဆုံးရှုံးသွားပါပြီဘာဖြစ်လို့လဲအာမရှိလို့သိခံရင်ပဲရောက်သိမခံနိုင်ပဲရောက်မလဲမရဲဘူးသိမခံတာဒီဒေါသနဲ့သိပဲရောက်မလဲဒါပေမဲ့ဝေဒနာတက်တာကိုသိမခံနိုင်ဘူးဆိုတော့ဒီပုဂ္ဂိုလ်ဒေါသကြီးမနေဘူးလားဟောသိမခံနိုင်တဲ့လှုပ်ပြင်းတော့လောဘကိုကြီးမသွားဘူးလားဒါပေမဲ့မတရားဖို့တရားရပါလားလောဘဒေါသတွေရပါလားငါဒီဥသောခန္ဓာကိုယ်နဲ့ငါကိုယ်သတ္တကဒိဋ္ဌိနဲ့မခံစားခြင်းနဲ့ဒေါသလွတ်တဲ့လောဘနာယုတ်ကိုမသိတဲ့မောဟဆိုတဲ့အကုသိုလ်တရားတွေဖိစီးမသွားဘူးလားအဲ့တော့အကုသိုလ်တရားတိုးပွားတဲ့အပြောအဆိုတိုက်တွန်းမှုတွေဖြစ်မသွားဘူးလားအဲ့ဒါမြန်မာနိုင်ငံမှာခေတ်စားနေကြတာဟုတ်ပြီလားအေးအဲ့ဒါကြောင့်မလို့ကိုယ်တိုင်လည်းပေါက်မြောက်အောင်ကျင့်ပါဦးကိုယ်တိုင်လည်းပေါက်မြောက်အောင်လည်းမကျင့်ရသေးဘဲနဲ့အခြားသူတွေဘာကိုဟိုလိုဖြစ်တယ်ဒီလိုဖြစ်တယ်နဲ့ဟောထားတာကဘုရားကျင့်နေတာကတရားဓမ္မတွေကိုကမကျင့်မနဲ့ဂျာဘောသားလျှောက်လုပ်ပြီးတော့ဟိုလိုမလုပ်အောင်ဒီလိုမလုပ်အောင်လျှောက်ကိုကဘာလုပ်ထားလို့လဲကိုယ်လည်းဘာမှလည်းမလုပ်ထားပဲနဲ့ဟုတ်ပြီလားအေးအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားသက်ကောပုတ်ဖွင့်တဲ့နေရာမှာခုနခန္ဓာနဲ့အသက်မငဲ့ကွက်ပဲကြည်ရဲသည်လဲအာသဖြစ်ရ၏ဆိုတော့မိမိခန္ဓာကိုငဲ့ကွက်မှုမှစွန့်လွတ်ရမည်တရားကျင့်တဲ့ပုဂ္ဂိုလ်ဒီဘာလို့ရမလဲမိမိခန္ဓာကိုရဲ့အသက်နဲ့ခန္ဓာကိုငဲ့ကွက်မှုမှဘာလို့ရမလဲစွန့်လွတ်ပြီးတရားကျင့်ရမယ်တဲ့အဲ့တော့တရားကျင့်တဲ့ပုံမှာမိမိတို့ဒီအင်္ဂါရက်တွေပြာမပါကိုယ့်အကိုစိတ်ပေါ့ဘုရားကတော့ဒီလိုပြည့်စည်ပြီးတော့ဒီလိုပြည့်စုံမှတရားရပါမယ်လို့ပြောထားပါလေနဲ့ကိုကပါလေးနဲ့နည်းနည်းလေးထိရနဲ့တွန့်နေမယ်ဒီမတရားဘုရားနဲ့ဝေးနည်းနည်းလေးတွန့်နေပြီဆိုရင်ဒီနည်းနည်းလေးတွန့်တဲ့ပုံမှာမကြော်လွှားနိုင်ဘူးဆိုရင်မတရားဘုရားခီးပေါက်ပါတော့မလားမပေါက်တော့မတားဘုရားဖြစ်နေပြီနော်မက်ကိုအကုသိုလ်တရားတားမနေဘူးလားတားနေပြီအဲ့ဒါကြောင့်မလို့သတိရှိရမယ်နောက်တစ်ချက်ကသက်ကောဥစုစာကြောင်ပြောင်ကျင့်ရမယ်ဆရာကဒီလိုကျင့်ပါလို့ခိုင်းထားရင်ဆရာညွှန်ရတဲ့အတိုင်းတစ်ဖြောင်းနဲ့မကျင့်အောင်လားဦးဇင်းတို့အခုဒီမှာအာနာပါနကမ္မထံဖောင်းတဲ့ပိန်နဲ့ရှိစေနောက်စဉ်ငယ်တိတ်ဦးဇင်းကမ္မထံ၄မျိုးမြန်မာနိုင်ငံမှာရှိတဲ့၄မျိုးငယ်တိတ်ကိုမှန်တလုံးလုံးဖြစ်နေတဲ့ငယ်တိတ်ကိုသတိထားပါဆိုရင်အဲ့ဒီငယ်တိတ်တလုံးလုံးဖြစ်နေတဲ့ပုံမှာဖြစ်တိုင်းတစ်ဖြောင်းနဲ့သတိမထားအောင်လားထားဖောင်းနိုင်သည်ပိန်နိုင်သည်ဖောင်းနိုင်သည်ပိန်နိုင်သည်အဲ့ဒီကမ္မထံနဲ့တီးပြီးကျင့်တဲ့ပုဂ္ဂိုလ်ဒီလဲဖောင်းနိုင်ပိန်နိုင်တစ်ဖြောင်းနဲ့သိမနေရဘူးလားသိနေရဝင်လေထွက်လေကလည်းဝင်လေသည်ထွက်လေသည်သို့မဟုတ်လေနာသည်ကထိတာလေသည်အဲ့ဒီဝင်တိုင်းထွက်တိုင်းထိတိုင်းသိနေတဲ့အလုပ်ကိုတစ်ဖြောင်းနဲ့သိမနေရဘူးလားဥစုစဖြောင်းခြင်းသူ့ဥစုစတဲ့အထူးဖြောင်းရမယ်တဲ့ဘုရားအရင်သိသက်စကားပြောနည်းနည်းပါးပါးလွဲချော်ပြီးတော့အလိုလေးရှိမဆိုလို့အထူးဖြောင်းအောင်ကျင့်ရမယ်ဆိုတော့တမာရိယမသွားဘူးလားအေးအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားတရားကျင့်တဲ့ယောဂီသည်ဆရာညွှန်ကြားတဲ့လမ်းကြောင်းမိမိရဲ့ကမ္မထံပေါ်မှာအဖြောင်းအောင်ကျင့်ရမယ်အထူးဖြောင်းအောင်ကျင့်ရမယ်အဲ့တော့ကိုမိမိတို့တရားကျင့်တဲ့အပေါ်မှာဆရာညွှန်ကြားတဲ့အတိုင်းဖြောင်းအောင်ကျင့်ရလားအထူးဖြောင်းအောင်ကျင့်ရလားလို့လေကိုယ့်ဘောက်ကိုစစ်ပါအသက်နဲ့ခန္ဓာကိုညာပြီးကျင့်နေတာလားမညာဘဲနဲ့ကျင့်နေတာလားလဲစစ်ရမယ်ဟုတ်ပြီလား
ဥစုစာသူ့စာသူ့ဝါသောစတာသူတော်ကောင်းပြောတဲ့စကားလဲနားထောင်ရမယ်ဘလို့မဟုတ်ဘူးလားဒီလိုမဟုတ်ဘူးလားနော်ဒီလိုမလျှော့လားနားရလျှော့ပါအောင်လဲနည်းလေးပြင်လို့မရဘူးလားနဲ့အဲ့လိုဆိုဆရာပြောတဲ့စကားနားထောင်အောင်ကြားရလားမကြားဘူးအဲ့တော့သူ့ဝါသောစတာသူတော်ကောင်းဆုံးမတဲ့စကားကိုလဲနားလွယ်လွယ်ရမယ်နားထောင်ရမယ်မုဒုနုညံ့ရမယ်နုနုညံ့ညံ့ကျင့်ရမယ်ဆိုတော့တချို့ကအဲ့မှာအဓိပ္ပာယ်ကောက်တယ်ကြာကြာတိုင်းတော့ကျမ်းတော့ဒါကြီးဘယ်လိုလုပ်နုညံ့မလဲလို့ပြောတယ်နော်ကောင်းပြီခင်ဗျားတို့အုံသီးစားတဲ့အခါမှာအုံတို့ကမနုညံ့ဘူးလားကောင်းပြီဦးသိန်းအုံတို့စားဖို့ဟေးခင်ဗျားတို့မုတ်လို့ပြီးတော့အုံတို့စားကြဘိမုတ်လို့တဲ့အခါမှာအုံတို့30သားပါတယ်ဆိုပြီးဦးသိန်းကဘိမုတ်ဖုတ်တဲ့နီးပေးလိုက်အိမ်ကြတော့ခင်ဗျားတို့မုတ်လို့တဲ့ခါကျတော့အုံတို့မလို့ဘူးလားဘာလို့ ရလဲအုံတို့ရအောင်အုံမိမမတက်ရဘူးလားနုညံ့လားအဲ့ဒါဓမ္မကြီးခါထုတ်ပြီးတော့အုံမိကိုမကြည့်မစန့်တက်ရတာပေးစိတ်တရားကြိုက်ပုံပဲ့ပြီးတော့ဒုက္ခမရောက်ဘူးလားအုံတို့30သားထဲမှာဓာတ်ကြိုက်ပြီးသစ်ပင်တက်တာပါလားတကယ်အုံတို့ရအောင်လုပ်တဲ့ပုဂ္ဂိုလ်ကတော့ဓာတ်ကြိုက်ပြီးသစ်ပင်တက်ရမှာပဲအုံတို့အုံသီးကြလာတော့အဲ့ဒီအုံသီးကိုမုတ်တဲ့ထည့်ကြည့်လို့ရတယ်ဘာလို့ရမလဲအခွန်ဘွားခွာမှာတက်တာရဲ့မတက်တာဘူးဗျဒါပေမဲ့အုံတို့30သားထဲမှာတော့ဓာတ်ကြိုက်ပြီးတော့ခေါ်ရမတက်မတာမပါဘူးအုံအခွန်မာကြီးကိုခွဲလိုက်ပြီအဲ့ဒီကနေအသားကိုဂျင်းနဲ့ချိရတာမပိမှန်းဘူးလားအုံတို့30သားထဲမှာဂျင်းချိတယ်ပိမှန်းပါတယ်ပိမှန်းတာပါလားဖခင်ကတော့လူချင်းနေတာအုံတို့ပိုင်ပြီးရောလို့အုံတို့ကိုတကယ်လူတဲ့ပုဂ္ဂိုလ်ကတော့အပင်တရားမှာရင်အုံခွန်ဘွားခွာမှာရင်အခွန်မာကိုခေါ်ရမှာရင်ဂျင်းချိရမယ်အလုပ်တော့လုပ်ရမှာပဲတကယ်အုံတို့တာရပါစီအဲ့ဒီအလုပ်လုပ်ပြီးသားဖြစ်ပါလိမ့်မယ်အဲ့ဒါကိုတော့မြတ်စွာဘုရားမပြောတော့ဘူးအုံတို့30သားပဲပြောရတယ်အဲ့တော့အုံကြီးချိလို့ရတဲ့ဟာကိုညှစ်လိုက်တဲ့ကတော့အုံတို့ထွက်မလာဘူးလားအဲ့ဒါကြတော့နူးညံ့နဲ့ပျော့ပြောင်းတဲ့အစိတ်နဲ့ရတာလေးရှိတာပေါ့အဲ့လိုဆိုရင်ဘုဒ္ဓနူးညံ့ရမယ်ဆိုတော့ငကိုယ်တော့တရားလာကျင့်တဲ့ယောဂီတွေရဲ့စိတ်မှာနူးနူးညံ့ညံ့ပါရဲ့လားခက်ထန်မှုကြမ်းတမ်းမှုလောဘဇောဒေါသဇောဟာပြီလားမာနမစ္စရိယတွေအဲ့ဒီတရားအကုသိုလ်ကြမ်းတမ်းမှုတွေပါမလားဘူးလားအဲ့ဒီပါလာတဲ့အဲ့ဒီကြမ်းတမ်းတဲ့တရားတွေကိုမှသီလအပြင်သမာဓိအပြင်မဖယ်ရှားသေးပဲနဲ့နူးညံ့တဲ့စိတ်ရပါမလားဘုရားကတော့နူးနူးညံ့ညံ့ကျင့်လို့ပြောတာပေါ့နူးနူးညံ့ညံ့ကျင့်မှုအခုတရားထိုင်လိုက်တဲ့ခါကျတော့ခန္ဓာကိုယ်ဓာတ်ကြီး၄ပါးထွက်လာတော့တက်လာတော့မခံရင်တဲ့ဒေါသလွတ်လွတ်တဲ့လောဘနော်ယုံကျင်ကံကျင်လွတ်ကျင်တဲ့စိတ်တွေပေါ်မလာဘူးလားအဲ့ဒါကြီးတွေကိုမပါစီနဲ့ပေါ့အဲ့ဒါတွေဖယ်ထုတ်ပြီးလို့ချင်းနူးညံ့မသွားဘူးလားအေးနူးညံ့သွားကျင့်ရမယ်ဆိုလို့ရှိရင်နူးညံ့မှုကိုဆန်းကျင်ပဲဖြစ်စီတဲ့မနူးညံ့တဲ့အာယုန်တွေကိုဖယ်ခွာလိုက်ပေါ့အဲ့ဒါဆိုနူးညံ့မှုတရားရမလားဘူးလားအခုကအဲ့လိုမဟုတ်တော့တရားကဖြည်းဖြည်းလေးယူရတာနော်ပြင်းပြင်းလေးမယူပါဘူးပြင်းပြင်းယူတာတရားမဟုတ်ဘူးနော်တက်တက်တာတာနူးညံ့လေးကျင့်ရတာကြမ်းကြမ်းကြီးတရားမကျင့်ရဘူးလေကိုယ်လည်းဘာမှမပါဘူးလေဂျာဘောသာပြောတဲ့စကားအဲ့ဒီထွက်လာကိုကနူးနူးညံ့ညံ့လေးနဲ့ဘယ်မဲ့ရပြီလဲဘယ်ဖို့ရလို့ဘယ်ညံစင်နေရပြီလဲလို့နူးညံ့တဲ့ကျင့်စဉ်နဲ့တက်စဉ်တွေမပါလာဘူးကြမ်းကြမ်းမကျင့်ရဘူးတာပြောတာပဲအဲ့တော့နူးညံ့တဲ့ကိုရတဲ့ကျင့်စဉ်နဲ့ထဲ့မရွေးဘူးနဲ့အခုကအဲ့လိုဖြစ်ကုန်ပြီအဲ့လိုသူများတကောက်ပြောတယ်ဆိုရင်ကိုရပြီးသားဖြစ်နေရမှာကြမ်းကြမ်းကျင့်တာတရားမဟုတ်ပါဘူးဆိုရင်မိမိဒီနုနုညံ့ညံ့နဲ့မတရားဖို့တရားရပြီးသားဖြစ်နေရမယ်အဲ့ဒီလိုမှအာမမခံနိုင်အဲ့ဘက်ကိုလှုပ်စားပဲသူဟောသမားဖြစ်တယ်အကျင့်သမားမဟုတ်ဘူးဟောပြီနော်အဲ့ဒါကြောင့်မလို့သူများကိုပြောမယ်ဆိုရင်ကိုအာမခံနိုင်ရမှာကျမ်းတာတရားမဟုတ်ပါဘူးဆိုနုတာနဲ့တရားရပါပြီလို့သူအာမခံပြီးသားဖြစ်မှသာလေသူပြောတဲ့စကားမှန်လိမ့်မယ်အခုကအဲ့လိုမဟုတ်တော့ဘဲနဲ့ရှောက်ပြီးတော့ရှောက်ရေးရတာရှောက်ပြောတာလွယ်လွယ်လေးလွယ်လွယ်နဲ့ရေးကြတယ်လွယ်လွယ်နဲ့ဟောပြတယ်အဲ့တော့တရားဓမ္မတွေမှာနော်အထင်ကြီးဘုန်းကြီးဟောဘုန်းကြီးရေးအမှန်တည်းကြီးတွေ့ကြတယ်အဲ့တော့ဘာဖြစ်လဲဟောတဲ့ဘုန်းကြီးကပြတယ်ရေးတဲ့ဘုန်းကြီးကသူကိုယ်တိုင်မရဖို့ရလို့ဉာဏ်စင်တွေရပြီကျုပ်အာမခံတယ်ကြမ်းကြမ်းကျင့်တာတရားမဟုတ်ဘူးနုနုနဲ့တရားရကျုပ်အာမခံတယ်လို့အာမခံတယ်သူပေးလားမပေးဘူးခင်ဗျားတို့ကတောင်းလားသွားတာပဲအေးလေးကြီးနဲ့ကော်ဖီမစ်တို့အိုဗာတင်းတို့မိုင်လိုနဲ့သွားပြီသွားတယ်ဘာလို့တာလဲတရားအားလို့အမလေးအိတ်လို့ရသေးတယ်အိတ်ချင်သွားအိတ်လို့ရသေးတယ်ဗျာညောင်းရင်ထဆန်းလို့ရသေးတယ်ဗျာအညောင်းပြီးအညာပြီးအိတ်ချင်ပြီးအေးဝအစားရအငိမ့်စားရအသားတက်လာတယ်တရားတော့မတက်ဘူးဟဲ့လားအဲ့မှာရိတ်တာမှာသွားအိတ်ချင်သွားအိတ်လို့ရသေးတယ်ဗျာထိုင်ရင်တိုင်ထရင်ထကိုးရင်ကိုဆန်းရင်ဆန်းအဲ့လိုရတယ်တချို့ရိတ်တာညနေခင်းအရက်တောင်တောက်လို့ရသေးတယ်ဟောဘာဖြစ်လို့လဲငါးပါးသီလဟာသီလဝိသုဒ္ဓိလူနဲ့မလိုက်ဘူးလူတို့မလိုဘူးဆိုလို့တယ်ဗျာအဲ့ဒါဦးနားနဲ့ဆက်သက်ကြားခဲ့ရတယ်ဘာဒီဖြစ်ကုန်လဲတော့မသိတော့အဲ့တော့နူးညံ့သွားကျင့်ရမယ်ဆိုတာကမနူးညံ့တဲ့ဟာတွေကိုခွာပါလို့ပြောတာနဲ့မတူဘူးလားအေးအဲ့ဒါကြောင့်မုဒ္ဒနူးညံ့မယ်အနာတိမာတိမန်မရှိရဘူးတရားလာကျင့်တဲ့ငါဘုံမူကြီးဘုံချုပ်ကြီး
တထေကြီးအာနာရှိကြီးပညာရှိကြီးဆိုပြီးမန်တဲ့နေလို့တရားရပါမလားမရဘူးတရားဆိုတာမန်ပယ်တဲ့တရားမန်ပယ်တဲ့တရားကိုမန်ခံပြီးတော့တရားကျင့်လို့ရပါမလားအခုကအဲ့လိုဖြစ်နေတယ်လာတဲ့ကွာငါတထေဆိုတဲ့တထေမန်ကြီးနဲ့အရာရှိဆိုတဲ့အရာရှိမန်ကြီးနဲ့ငါကပညာတွေဘလောက်တတ်တယ်ဆိုတဲ့ပညာမန်ကြီးနဲ့ဖြစ်နေကြတယ်အဲ့ဒီမန်ကြီးခံပြီးတော့တရားကျင့်လို့ဘလို့မှမရပါဘူးဦးဇင်းအခုတွေ့ခဲ့ပြီးပါပြီမြန်မာနိုင်ငံမှာစာတတ်အကျော်မန်ခန္ဓာမန်ခံကြတဲ့ကဦးဇင်းတို့ကပါပြီလားလေသိန်းဆိုတာနဲ့မကြားချင်ပါဘူးစာမတတ်ဖဲနဲ့ဟောတယ်ပြောတယ်ဆိုတာမကြားချင်ဘူးအဲ့ဒီလိုကြီးဖြစ်နေတယ်ဒါမြတ်စွာဘုရားလက်ထက်မှာပြုတ်ခဲ့တဲ့တာဝါကပေါင်းမြောက်များစွာစာမတတ်ဖဲနဲ့ယန္နာဖြစ်တာတွေကိုရည်တွက်လို့မရဘူးအဲ့ဒါကတော့ထက်မတွက်တော့ဘူးနော်စာမတတ်ရင်အလကားလို့ထဲတွက်လိုက်တာအတိတ်ကပြုတဲ့ပါရမီဘလောက်ကြီးကျက်တယ်ဆိုတာ तू မထဲတွက်ဘူးဟောပြီနော်ဒါကြောင့်မလို့အခုခေတ်မှာယောဂီတို့အမှန်တနာဖို့ကောင်းပါတယ်ခင်ဗျားတို့ကဘယ်ဟာဆရာဘယ်ဟာအမှန်ဘယ်ဟာသူတော်ကောင်းဘယ်ဟာဇန်ကိန်းထားအမှန်မသိဘူးဟိုကဟိုလိုဖြစ်သွားဒီကဟောဒီလိုဖြစ်သွားဟာဒီပုဂ္ဂိုလ်ကတော့ယာနာဖြစ်ပြီးလေယုံယုံနဲ့လိုက်ကြပြန်ပြီးတော့ကြမဟုတ်လွဲသွားပြန်ပြီးအဲ့လိုဖြစ်နေကြတယ်အဲ့တော့အနာတိမာတိမှမရှိရဘူးတဲ့တန်တုတ်သကောစရောင်ရဲလွယ်ရနော်ဖြစ်သလိုလေးနဲ့ဖြစ်သလိုလေးနဲ့စားပြီးတော့နော်အာဟာရလေးမီအောင်လုပ်ပြီးတော့ရောင်ရဲလဲတန်တုတ်သကောစသူဘရောစမွေးမြူလေရမယ်တရားကျင့်တော့အထုပ်တွေအဖိုးတွေအထားနေနဲ့ကားကြီးကြိုက်လာလို့ဖြစ်ပါမလားမသိပါဘူးဖះလက်ထက်ကတော့မပါဘူးတပိတ်လုံးသင်္ကန်းသုံးနဲ့တောထွက်ကြတယ်အခုကတော့တရားလာကျင့်တာကားနဲ့လိုက်ပို့ရတယ်အထုပ်ကြီးတွေထားနေရတာဘုန်းကြီးကမှရာကုန်ကလာတယ်နော်အဝင်လဲကြောက်ဗီဒီယိုရိုက်နေတာဦးသိဗီဒီယိုတီးပြတ်တာအထုပ်တွေပဲမနေသေးလားအထုပ်ထမ်းပြီးတော့တောထွက်လာခဲ့တာအဲ့တော့သူဘရောဇဘုံနဲ့တဲ့မသွားဘူးနည်းနည်းလေးကတ်လွယ်ပါနော်သူဘရောဇမွေးမြူလဲရမယ်တန်တော်သကသူဘရောဇအပကိသောစအမှုကိစ္စနေရမယ်တရားကျင့်တဲ့ယောဂီဒီဟိုကိစ္စလေးလုပ်ရှာရှိလို့ဒီလူလေးနဲ့တွေ့ကြရှိလို့ဟိုကိစ္စလေးရှိသူတွေနဲ့အဲ့လိုကိစ္စတွေများနေတရားရပါမလားမရဘူးအဲ့ဒီအင်္ဂါရနဲ့လည်းပြည့်စုံအောင်သံတော်သောကသူဘရောဇအပကိသောတန်လောက်ကဝုဒိနော်မွေးမြူလဲရမယ်ရောင်ရွယ်လဲရမယ်အဲ့လိုပြရမယ်ချို့ကြံရမယ်ပေါ့ဟုတ်ပြီလားနိပကောစအခုလို့တရားကျင့်တဲ့အခါမှာတရားကျင့်ရတာဘယ်လိုကျင့်ရလဲဘာကြောင့်ကျင့်ရလဲဆိုတဲ့တရားကျင့်စဉ်သီလကျင့်စဉ်နဲ့သမာဓိကျင့်စဉ်နဲ့သမထယာနိကဝိပဿနာယာနိကရဲ့သဘောတွေအဲ့ဒါတွေကိုတရားမကျင့်မီတဲ့ကမိမိကျင့်မဲ့အကျင့်ဘယ်လိုကျင့်ရမယ်ဘယ်လမ်းလျှောက်ရင်ဘယ်ရောက်မယ်လို့အဲ့လိုသိစရာရှိတာတွေကိုဆရာထာမှာပညာသင်နည်းယူရတယ်ကုလေသောနာနုဂိတောတဲ့ဒကာဒကမတွေရွှေတွေမျိုးတွေအပေါင်းသေးတွေနဲ့ခွာရမယ်အဲ့ဒီအင်္ဂါရက်တွေမပြည့်ဘဲနဲ့တရားရပါမလားအဲ့တော့ခင်ဗျားတို့စဉ်းစားကြည့်ပေါ့တရားလောလောနဲ့ရရင်ဘုရားတရားလောလောနဲ့ရတဲ့တရားဖြစ်သွားမှာပေါ့အခုကလောလောနဲ့ဒိဋ္ဌိပြုတ်ကုန်ပြီလောလောနဲ့သောတာပန်ဖြစ်ကုန်ပြီသရဂန်အနာဂန်ဖြစ်ကုန်ပြီဟုတ်ပြီလားအဲ့ဒါကြောင့်မလို့လေးသိချင်းနဲ့ကဘာတသိန်းဖြည့်ကျင့်စည်းပူးခဲ့တဲ့မြတ်စွာဘုရားရဲ့အမှန်ကန်တဲ့တရားတော်ကြီးဟာအခုချိန်ကစပြီးပြက်ပါပြီဟုတ်ပြီလားအဲ့ဒီပြက်တဲ့ထဲမှာတရားဓမ္မတွေမပါဘူးအရေးကြီးတယ်ဒါပေမဲ့တရားဓမ္မတွေတော့ဘာမှမသိဘူးပေါ့တကယ်တမ်းကျတော့အဲ့ဒီခုနတော့အင်္ဂါရ15ချက်နဲ့ကြည့်မယ်ဆိုလို့ရှိရင်အခုခေတ်တရားကျင့်တာနဲ့လွဲမနေဘူးလားလွဲနေပြီအဲ့ဒါကြောင့်မလို့တရားကျင့်နေဆိုပြီးနဲ့လွယ်နဲ့တရားကျင့်လို့မရဘူးခုနလိုယုံကြည်မှုတရားအား၅ပါးဒီဖြစ်ရမယ်အဲ့တော့တရားကျင့်တဲ့ယောဂီဒီအိန္ဒြေ၅ပါးဘုံ၅ပါးသမပဋ္ဌာန်တရား၄ပါးမဂ္ဂင်၈ပါးတဲ့အဲ့ဒီလိုပြည့်စုံသွားတဲ့နေရာမှာသမပဋ္ဌာန်လုံးလားသုရင်ကဗလအား၅ပါးလည်းရှိရမယ်ဒါလည်းအတူတူပါပဲတရားကျင့်နေရင်နဲ့တရားကျင့်တဲ့ယောဂီရဲ့အရေးပြားတွေအလွားလိုက်ကွာကျသွားပါစေအကျော်တွေအပိုင်းပိုင်းပြတ်သွားပါစေအသားတွေပဲ့ကြပါစေအယိုးတွေအပိုင်းပိုင်းကျိုးပါစေအဲ့ဒီပုဂ္ဂိုလ်ဒီအဲ့ဒါကိုဘာလို့ရမလဲတိကံစွန့်လို့ပြီးတော့တရားကိုအားထုတ်ရမယ်အဲ့တော့တရားကိုအဲ့လိုအားထုတ်ရမယ်ဆိုတော့အရှင်ဘုရားအဲ့လိုဖြစ်ပါမလားဆိုတော့ခုနကမွေကြိုက်တာတော့မအောင်ပြင်းသွားဘူးလားအောင်ပြင်းသွားတယ်တချို့ကကြာထိုင်တာတရားမဟုတ်ဘူးတဲ့လာပြန်ရောတခါဧကုဘောတရသာမဏေမိမလေးဟာ9နှစ်သမီးလေးဗရာဇာရီရဲ့တပည့်မလေး9နှစ်သမီးဘယ်နှစ်သမီးလဲဒီထဲမှာ9နှစ်သမီး9နှစ်သားပါလားပါပါဘူးကျောင်းသင်္ကန်းလေးမှာဗရာဇာရီထံနေသကြီးခံယူပြီးတော့ဝိပဿနာတရားကိုအားထုတ်တာ9ရက်ထလည်းမထဘူးလှုပ်လည်းမလှုပ်ဘူးအိတ်လည်းမိတ်ဘူးလမ်းလည်းမလျှောက်စီးလည်းမသွားဝန်းလည်းမသွားဓမင်းဆုံးလည်းမစားဘဲနဲ့ကျင့်နေဘယ်နဲ့လဲဘယ်နဲ့သမီးလဲခင်ဗျားတို့အဲ့လိုကျင့်နေပါမလားဟိုက9နှစ်သမီးလေးငငယ်လေးခင်ဗျားတို့40 50 60 90တွေဖြစ်ကုန်ပြီအယိုးမှာအခောက်ဖြစ်ကုန်ပြီ9နှစ်သမီးတောင်ကြည့်ရင်ငါဘာဖြစ်လို့မကြည့်ရမှာလဲလို့မပြောရဘူးလား
ပိတ်သွားဒီဆောင်ကောင်းပြင်နေကြောက်တယ်မပြောရဘူးအဲ့တော့ကြာကျင့်တာတရားမဟုတ်ဘူးဆိုအဲ့အခုဘောဓရတာမဏိဒီမှာလေတရားရပါတော့မလားမရပါဘူးဒါပေမဲ့အခုကြာကျင့်ပြီးတော့မလုံးမပြင်းမနဲ့ကျင့်မှတရားရမှာပါဘူးလားအဲ့ဒီလိုကျင့်ရမယ်အခုကတော့ကြာထိုင်တာတရားမဟုတ်ဘူးကစလာပြောကုန်ပြီအဲ့တော့ကြာထိုင်တော့ကြိုက်ထုံကြည့်မှုတွေပေါ်မလာဘူးလားကြာပဲထိုင်ကြည့်အောင်တရားရလားမရလားလို့သိရင်ခင်ဗျားတို့ဆရာတင်မယ်ဆိုလို့ရှိရင်အဲ့ဒီဆရာကျွန်တော်ကျမတော့လူဘဝနေရတဲ့စာဝတ်နေဒုက္ခအတွက်တော့တင့်တော်သလိုဖြေရှင်းလို့ရပါတယ်သို့တော်လည်းပဲတေအောင်တတ်တဲ့တပ်ပွဲမှာကြာလို့ရှိရင်တော့အလွန်မှပင်ပန်းစင်းလာပါတယ်ဘလို့မှမျှကူခံစားလို့မရပါဘူးအစင်းရဲဆုံးချိန်အစင်းရဲဆုံးခံရတဲ့ဝေဒနာဖြစ်ပါတယ်အဲ့ဒီ CME တောက်မှလွတ်ချင်ပါတယ်ဆရာကြည်တင်နိုင်ပါမလားလို့ငါတို့မမေးရဘူးလားသွားတာပဲအထုပ်ကြီးနဲ့ဘာလို့ကြီးလို့သွားမှလည်းမသိဘူးကဘာပြီးမှလည်းမသိဟုတ်လားဆရာကိုအဲ့ဒီလိုအာမခံကြီးတောင်းရမှာအာမခံကြီးမတောင်းလို့ရပါမလားမရဘူးဘာလို့လဲကိုယ်စီတော့အာမခံကြီးမရှိမခိုင်လုံဘူးဟုတ်ပြီလားလောကပြဿနာကြိုက်တယ်လို့ရှင်းနေရတယ်သိတဲ့အခါကျတော့ပြဿနာရှင်းလို့ရသေးလားဝိုင်းရှင်းလို့ရသေးလားကိုတယောက်တည်းရှင်းရတော့မှာအဲ့လိုအပူမီးလောင်တဲ့အစင်းရဲဆုံးအချိန်မှာအစင်းရဲဆုံးမီးတောက်ငင်းဖို့မလိုဘူးလားအဲ့လိုဆိုဆရာကောင်းမလိုဘူးလားလို့တဲ့ဆရာကောင်းကိုကြက်နရှာရမှာအခုတော့ဆရာကောင်းမရှာဘဲရိတ်သာသွားတာပဲအဖော်ကောင်းသွားပြန်ရောတစ်ခေါက်သွားပြန်တာပဲနောက်တစ်ခါအဖော်ကောင်းသွားပြန်ပြီနောက်တော့ငါဘယ်နဲ့စကန်းတောင်ရှိနေပြီစကန်းမှန်တက်နေတော့စကန်းပေါ်ပြန်ခွင့်ဖြစ်မလာဘူးလားဖြစ်လာပြီတရားကတော့ဘယ်လောက်ရတယ်တော့မသိဘူးဒီကြတဲ့ရိတ်သာမှာအခုပါတယ်ကျုပ်ကလည်းစင်းလို့လားတော့မသိပါဘူးအခုကတရားပြတော့မယ်ဆိုလို့ရှိရင်ပြည့်စုံ facility အကုန်လုံးရေချိုးကန်လည်းပါမယ်ဘူတိုင်းလေးလည်းပါမယ်အေးကွန်လည်းပါရမယ်မြတ်စွာဘုရားလက်ထက်တော့ဘလို့ပါရတယ်တော့မသိဘူးအခုကအဲ့ဒါပါမှဖြစ်တာအဲ့ဒါမပါလို့ရင်မသွားတော့အဲ့ဒီအိဒါပင်းကျန်းနေအဲ့ဒီပူတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဈေးစစ်တယ်ဟုတ်ပြီလားအဲ့တော့တရားဓမ္မတွေရှေ့တုန်းကပုဂ္ဂိုလ်နဲ့တူသေးရဲ့လားမတူတော့ဘူးအဲ့တော့မှတရားကျင့်နေဆိုတာတရားကျင့်တဲ့ယောဂီတို့ရဲ့အင်္ဂါရက်နဲ့ပြည့်မပြည့်အဲ့ဒီလိုဆန်းစစ်ရတယ်အခုတော့အဲ့လိုမဟုတ်ပါဘူးနော်ပြတဲ့ဆရာကလည်းအဲ့ဒီလိုခင်ဗျားတို့ပြောသလားမပြောဘူးအေးအဲ့ဒါကြောင့်မလို့တရားကျင့်တဲ့အခါမြတ်စွာဘုရားလိုအပ်တဲ့အချက်တွေဟာအဲ့ဒီလိုပြည့်စုံရမယ်ဆရာကလည်းတဲ့ဘယ်လိုဆရာဖြစ်ရမလဲတဲ့တရားပြတဲ့ဆရာကလည်းလိုသေးတယ်ဗျာနော်အခုကတော့တရားပြလိုက်ဆိုသွားတာပဲတဲ့ရှိလို့ပြတာလားသိလို့ပြတာလားဘာဖြစ်လို့ပြတာလဲလည်းမသိဘူးမေးလည်းမမေးဘူးမေးကြရင်မမေးဘူးကိုလိုချင်တာဆရာမှရှိလားမရှိလားလည်းမမေးဘူးသွားတာပဲဘယ်မှာဘုန်းကြီးရိပ်သာဖွင့်လို့သွားတာပဲအဲ့ဘုန်းကြီးဘာရှိမှန်းလည်းမသိဘူးအဲ့တရားပြတဲ့ဆရာမှဘာရှိမှန်းလည်းမသိဘူး तू ကဘာတွေလွတ်မြောက်လို့ဘာတွေအာမခံခြင်းပေးမှလည်းမသိဘူးပဲသွားတာပဲပေါ့သို့တော်လည်းအချီးနီးတော့မဖြစ်ဘူးခမရတို့ဒီပါရမီဥဒ္ဓတော်ရအခုဦးဇင်းတို့ဆိုလိုတာကဒီဘဝမှာသေခြင်းဆင်းရဲမှလွတ်ဖို့နဲ့အပေကသေကြပေါ့ပိတ်ဖို့အတွက်အရေးတကြီးကျင့်တဲ့ကျင့်စဉ်တွေကိုပြောတာတကယ်တမ်းကျတော့ရိတ်တာကိုသွားပြီးတရားအားထုတ်ပြီးဆိုတဲ့အဲ့ဒီပုဂ္ဂိုလ်ဒီနိဗ္ဗာန်ရောက်မဲ့ဇင်းနဲ့ဝင်သွားတယ်သောတာပန်ဇင်းနဲ့ဝင်သွားပါတယ်ဣဒံမေပုံညာနိဗ္ဗာန်တပစ္စယောဟောတုဆိုရင်တော့နိဗ္ဗာန်ရောက်တဲ့ဇင်းနဲ့ဝင်မသွားဘူးလားဝင်သွားတယ်ဒါပေမဲ့အဲ့ဒါကတော့ဘယ်လိုဘဝတွေခံစားအောင်မသိဘူးဘယ်ဘုရားနဲ့ကြုံမယ်တော့မသိကြွတော့ကြုံမယ်ဒီအဲ့လိုသောတာပန်အနုစားတွေရှိတယ်အဲ့တော့တရားကျင့်တဲ့ယောဂီဟာဆရာကိုလည်းစစ်ကမိမိဒီဘဝမှာအသေးတက်ပြီးတော့အပေတကသေချာပေါက်ပိတ်မယ်ဆိုရင်ဆရာကောင်းရှာရတယ်ဘယ်လိုဆရာမျိုးကိုရှာရမှာလဲဆိုရင်ဆရာဆိုတာတပည့်ကိုတရားပြတဲ့အခါမှာမြတ်စွာဘုရားကသူကိုယ်တိုင်မြတ်စွာဘုရားဥပမာပေးသွားတယ်အထိမ့်တွေဟာတဲ့ဘုရင်ရဲ့အထိမ့်တွေဟာဘုရင်ရဲ့သားသမီးဥမမေဇာမမြောက်အကောင်းဆုံးမှမသိတဲ့လေးဘက်သွားတဲ့အရွယ်လေးကိုထိန်းရတယ်ဆိုလိုတာကခလေးတွေဆိုတာလေးဘက်သွားတဲ့အရွယ်လေးတွေကကောင်းမှဆုံးမှအန္တရာယ်မှသိရလားမသိဘူးတဲ့အဲ့ဒီလိုမသိသေးတဲ့ကလေးတွေကိုအထိမ့်တွေထိန်းရတယ်ထိန်းနေဆိုတော့ဘုရင်သားသမီးထိန်းနေဆိုတော့အထိန်းနေအသက်နဲ့လဲပြီးမထိန်းရဘူးလားထိန်းရအသက်နဲ့လဲပြီးတော့ဒီကလေးတွေကိုကလေးထိန်းတဲ့အထိန်းတဲ့အသက်နဲ့လဲထိန်းရတာတဲ့အကယ်၍များအဲ့ဒီကလေးတွေကအိုးကြံခွဲတို့ဒုတ်တို့စားတို့မျိုးလိုက်မယ်ဆိုလို့ရှိရင်ဆရာအထိန်းတွေကလင်းမြန်စွာတားဆီးရမယ်အကယ်၍တားဆီးလို့မမီဘူးဆိုလို့ရှိရင်အထိန်းတွေကကလေးရဲ့ခေါင်းကိုဘယ်ဘက်လက်နဲ့ကိုင်းအထိန်းတွေရဲ့လက်ညှိုးကိုကွေးပြီးတော့
ခလေးအာဂရင်းနဲ့မြုပ်ထားတဲ့အိုးကြံခွဲတွေဒုဒုစတွေကိုသွေးနဲ့တကွပါအောင်ဆွဲထုတ်ပါရှင်းသားတို့ပင်မချင်းမရှိဘူးလို့ငါမဆိုလိုပါဘူးအကယ်၍ဒါဒုဒုစအိုးကြံခွဲတွေကိုသွေးနဲ့ပါမှာဆွဲထုတ်မှုမှာကြောက်နေတယ်ဆိုရင်ဒီကလေးတွေပါဖြစ်သွားမယ်သေသွားမယ်သေတာနဲ့သွေးထွက်တာနဲ့ဘယ်ကပူပြင်းလဲအဲ့တော့ဘာဖြစ်လဲသေခြင်းမှကယ်လိုက်တယ်မဟုတ်ဘူးလားအကယ်၍သေသွားလို့ရှိရင်အထိတ်တွေရောမသေဘူးလားအကယ်၍အဲ့ဒီလိုညာလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီအထိတ်တွေဒီခလေးကိုလည်းတတ်တယ်သူ့ကိုလည်းတတ်တာပဲတတ်ရမရရအောင်လားဟောအဲ့လိုဆိုရင်တဲ့မြတ်စွာဘုရားကခြေသားတို့တဲ့ယောဂီသူတော်စင်ပေါင်းတို့သည်တဲ့တန္တရာဘေးကိုလည်းမသိမိမိပြုတဲ့ကံကိုမသိပြုခဲ့တဲ့ကံရဲ့ဝိဘက်ကိုလည်းမသိတန္တရာဒုက္ခဘေးဆိုးကြီးကိုလည်းမသိတဲ့ကလေးတွေနဲ့အဲ့ဒီလိုသဘောထားလိုက်ပါအဲ့လိုသဘောထားပြီးတော့တရားပြတဲ့ပုဂ္ဂိုလ်ကအထိန်းတယ်လို့သဘောထားပါအဲ့တော့အထိန်းတယ်ဟာကလေးနဲ့တူတဲ့တန္တရာရဲ့ကောင်းကျိုးဆိုးကျိုးကိုမသိတဲ့အဲ့ဒီတရားကျင့်တဲ့ယောဂီတွေကိုဘယ်လိုပြရမှာလဲသွေးနဲ့တကွပါပါစီဘောဘယ်နဲ့လဲအကျင့်ခံနိုင်ပါတရားမြရင်ဒီမှာဒီမှာသွေးတွေထွက်ကုန်ပြီးပြေးကြမှာဒါပေမဲ့ဘုရားကဘယ်လိုခိုင်းရလဲသွေးနဲ့တကွပါပါစီလို့မညာပါနဲ့လို့ဆိုလိုတာဟုတ်ပြီလားတရားပြတာညာပြီးပြမလားမညာပြီးပြညာနေတယ်ဆိုတာအလိုလိုက်ပေးနေတာအဲ့တော့ကြွမယ်လို့အလိုလိုက်ပြီးသက်သာအောင်လုပ်နေတဲ့အခါကျတော့စိတ်ဒီအလိုနောက်တဏှာနောက်ပါမသွားဘူးလားပါသွားရင်တဏှာဒီနောက်တစ်ခါနာမဖွဲ့ဘူးလားဒီခန္ဓာမှာလဲသိတဲ့အခါဆင်းရဲအောင်ပဲနောက်တစ်ခါနာဒီခဏခန္ဓာရဖို့လဲတဏှာကဖန်တီးမယ်ဆိုခဏမသိဘူးလားအဲ့လိုဆိုရင်ဒကာရမတွေအလိုလိုက်နေတယ်ဆိုတာမင်းတို့တွေခဏအိုကြအောင်နာကြအောင်သေကြအောင်လို့ခိုင်းတာနဲ့မတူဘူးလားဩအဲ့လိုဆိုရင်တရားပြတဲ့ပုဂ္ဂိုလ်ဒီတရားကျင့်မဲ့ယောဂီတွေရဲ့နောင်တန္တရာခန္ဓာအစဉ်ခဏအိုပွဲနာပွဲသေပွဲသူများခိုင်ပွဲသူများစားပွဲကြီးမရောက်အောင်လို့နော်ပြစ္ဆုတ်ပန်ထိုင်နေတဲ့ခန္ဓာရဲ့မဖြစ်သလောက်ဖြစ်တဲ့ဒုက္ခဝေဒနာကိုမငဲ့ညာပဲနဲ့မိမိရဲ့ကျင့်စဉ်အတိုင်းပေါက်မြောက်အောင်ကျင့်ရမယ်ပြရမယ်လို့ဘုရားကဒီလိုဆိုတာအဲ့ဒီလိုဆိုရင်တရားကျင့်တဲ့ယောဂီကိုနော်ဒုက္ခဝေဒနာမှကြော်လွှားအောင်မပြနိုင်ဘဲနဲ့နော်ခဏပန်းချမ်းသာမှာအလိုလိုက်နေမယ်ဆိုရင်ဒီဆရာကြီးဆရာကောင်းဖြစ်ပါတော့လားဘုရားလူရင်းနဲ့ဘုရားလူချင်းနဲ့ဆရာမျိုးဟုတ်ရဲ့လားဘုရားရွယ်ချက်တိုင်းဖြည့်စည်းတဲ့ဆရာဟုတ်ရဲ့လားအဲ့လိုဆိုဘုရားနဲ့ဆန့်ကျင်တဲ့ဆရာဖြစ်မသွားဘူးလားဟေးအဲ့ဒါကိုလောကမှာမသိကြဘူးလူတွေကလည်းဘယ်လိုဖြစ်လဲဆိုတော့ပုထုဇဉ်တွေအလေးပဲလေအချောင်မလို့ခြင်းဘူးလားရေပေါ်စီရောမလို့ခြင်းဘူးလားအေးအဲ့ဒါမလို့အချောင်သမားရတဲ့တရားမျိုးမဟုတ်ဘူးရေပေါ်စီဝါဒနဲ့တရားရတာမဟုတ်ဘူးပေါ်လောနဲ့ရတဲ့တရားမျိုးမဟုတ်ဘူးအသက်နဲ့ခန္ဓာကိုမငဲ့ကွက်ပဲနဲ့ကျင့်ရမယ်လို့အဲ့လိုပြောထားပါလိမ့်နဲ့အသက်နဲ့ခန္ဓာမဟုတ်ဘဲနဲ့ပါလိဖြစ်တဲ့တဏှာလောက်တက်ဝေဒနာတွေကိုရေးကြီးခွင့်ကျင်လုပ်ပြီးတော့မိမိကလည်းအလိုလိုက်ပြီးတော့ပြင်နေမယ်ဆရာကလည်းအလိုလိုက်ပြီးတော့ထားမယ်ဆိုလို့ရှိရင်အလိုလိုက်ပွဲတဏှာပွဲကြီးဖြစ်မသွားဘူးလားထိုင်နာကတော့ဓမ္မယုံပယ်မှာကတော့တဏှာတကယ်လို့တော့ဘယ်ရောက်သွားပြီလဲတဏှာအကြီးရောက်မသွားဘူးလားမက်စိတ်ဖို့စိတ်ကိုရောက်သွားလားတဏှာစိတ်ဖြစ်သွားလားအဲ့လိုနဲ့ပြနေရတယ်အများကြီးပဲဟုတ်ပြီလားအဲ့တော့ယောဂီတို့တရားကျင့်တဲ့ပုဂ္ဂိုလ်တွေရဲ့လိုက်နာရမယ့်အင်္ဂါရပ်တွေပြည့်မသွားဘူးလားအဲ့တော့ဘယ်နဲ့လဲတရားကျင့်နိုင်ပါ့မလားအသက်နဲ့လဲရပါမလားခန္ဓာကိုယ်တရားဝေဒနာတက်လာပြီဆိုလို့ရှိရင်ဘာလုပ်ရမလဲမိမိကဘာလုပ်ရမလဲသိခံပြီးကျင့်ရမယ်ဘာလို့ပြီးကျင့်ရမလဲသိခံတယ်ဆိုတာကြိတ်မိတ်ပြီးနေတာကိုမဟုတ်ပါဘူးကြိတ်မိတ်နေတာဆုံးနေတဲ့ဒေါသပါသိခံတယ်ဆိုတာကစိတ်အလိုတိုင်းလိုက်ရောမှုတွေကိုမလိုက်ရောတော့ဘဲနဲ့ဆွန့်လွတ်လိုက်တာကိုဘာခေါ်တာလဲသိခံတယ်တဏှိယပြီးပြောမယ်ဆိုတပောစချို့ကြံသာကျင့်ရမယ်အဲ့လှုပ်ပဲရုံးပဲပြင်မယ်မပဲရှိမယ်နှိမ့်မယ်ဆိုတဲ့အဲ့ဒီအလုတ်တရားတွေကိုမလုတ်တော့ဘဲနဲ့လှုပ်လို့တဲ့အမှုတွေကိုချိုးကြံလိုက်တာကိုဘာခေါ်လဲတပောစချိုးကြံသာကျင့်တယ်ကျင့်ရခြင်းတွေ၎င်းဗြဟ္မစရိယင်းစမြတ်သောအကျင့်ကိုကျင့်ရခြင်းတွေ၎င်းမင်္ဂလာသုံးမှာမပါဘူးလားချိုးကြံတယ်ဆိုတာလက်ဖက်သုံးနဲ့ငပိကျက်နဲ့စားတော့ပြောတာမဟုတ်ဘူးအဲ့ဒါငတ်တာဟုတ်ပြီလားချိုးကြံတယ်ဆိုတာလောဘလျောက်ဒေါသလျောက်မောဟလျောက်မာနလျောက်ဖြစ်လာမဲ့စိတ်တွေနဲ့တွေးကြုံလာခဲ့မယ်ဆိုရင်ထိုလောဘဒေါသမောဟမာနတွေအလျောက်စိတ်ကိုမဖြစ်စေဘဲနဲ့ဖြစ်လို့တာတော့မှမဖြစ်လို့တော့တဲ့သဘောနဲ့ကြည်ပြူသွားစွန့်လွတ်လိုက်တာကိုဘာခေါ်တာလဲသိခံတယ်ချိုးကြံတယ်လို့ခေါ်တယ်ဟုတ်ပြီလားအဲ့တော့တရားကျင့်တာဘယ်လိုပြီး
စိတ်ထားနဲ့ကျင့်ရမလဲတိခံခြင်းချိုးကြံခြင်းနဲ့ကျင့်ရပါသည်ကြိတ်ပိတ်ခြင်းနဲ့မကျင့်ရပါဟောပြီနော်အဲ့တော့တိမခါနိုင်တဲ့အလုပ်ပေါ်လာလို့ရှိရင်မိမိစိတ်ကဘာလုပ်ရမလဲစွန့်လွှတ်လိုက်ရတိပခါနိုင်မှုအလျောက်လှုပ်မဲ့ပြင်မဲ့မမဲ့ရှုမဲ့နှိမ့်မဲ့ဆိုတဲ့အောက်ကုစိတ်တွေပေါ်မလာဘူးလားပေါ်လာရင်ပေါ်လာတဲ့အလျောက်လိုက်လောက်ရမှာလားစွန့်လွှတ်လိုက်ရဘလို့စွန့်လွှတ်ရမလဲကြည်ပြူစွာစွန့်လွှတ်လိုက်တာချမ်းသာတဲ့တထေးကြီးကသူ့မှာသားတယောက်တည်းရှိအမေကျွန်တော်ပတ်စံ9000ပေးပါဦးကျွန်တော်30ရှိလို့ဆိုအမေကမကြည်မနှနဲ့ပေးလိုက်လားကြည်ပြူနဲ့ပေးလိုက်တာဟုတ်ပြီလားသားသုံးလိုက်တဲ့9000ပြန်ရပါတော့မလားမရမှန်းသိသိနဲ့ဆုံးရှုံးမှုသိသိကြီးနဲ့ပေးလိုက်ရတာကိုပင်ဝမ်းမြောက်ဝမ်းသာဖြစ်မလာဘူးလားအေးအဲ့ဒီလိုဆုံးလို့တာဟုတ်ပြီနော်သူများကပတ်စံ9000လာတောင်းတယ်ချိလိုက်တယ်ပြန်မရတော့မရမကဒေါသတွေပြီးမတောင်းဘူးလားအဲ့ဒါမစွန့်လွတ်နိုင်တာ9000တော့9000ပဲကိုသားသုံးတဲ့9000ကပြန်မရတော့ဘူးအခြားသူတစ်ပေါင်းချီးသွားတဲ့9000ကပြည်လိန်ပြန်ရဖို့ရှိသေးတယ်ကိုတောင်းတဲ့ချိန်မရတော့ဒေါသဖြစ်မလာဘူးလားအဲ့ဒါမျိုးမဟုတ်ဘူးကိုသားလေးကိုပေးလိုက်ရတာကိုပင်လင်းကြည်ကြည်ပြူပြူနဲ့ပေးလိုက်ရတဲ့သဘောမျိုးနဲ့လောဘလျောက်ဒေါသလျောက်မခံရင်တဲ့စိတ်ဝိညာဉ်တက်လာတော့ခက်ထန်တဲ့စိတ်ယုံကြည်ကံရင်တဲ့စိတ်ပြုခြင်းမြင်တဲ့စိတ်နှဲ့ခြင်းလှုပ်ခြင်းတဲ့စိတ်အဲ့ဒီအာဟုသူတရားတွေဒီစိတ်မှာကပ်နေကောင်းပါမလားမကောင်းတော့တဲ့ကြောင့်အဲ့ဒီအာဟုသူတရားတွေနဲ့အာသေဝနာစဘာလနံမကောင်းတဲ့တဏမာနတိတိတွေနဲ့စိတ်နဲ့မပေါင်းနဲ့ဟုတ်ပြီလားဘာလနံမကောင်းနိုင်ပါပူဇာစလေတဲ့နာစီဝါထိတဲ့နေရာကိုပူဇော်ပါဏိဒါနံတတိဝရိယပညာနဲ့ပေါင်းဟုတ်ပြီလားအဲ့တော့မင်္ဂလာမရှိသွားဘူးလားအဲ့တော့ခန္တီစတိခါကြီးနေ၎င်းဟောတိမခံဘူးလားတိခံပြီးတော့တရားကျင့်ရတယ်ဆိုမင်္ဂလာတရားနဲ့ပြည့်မသွားဘူးလားတိမခံနိုင်ဘူးလှုပ်ပြီးဆိုမင်္ဂလာရှိသေးလားအမင်္ဂလာတွေဖြစ်ကုန်သေလဲသေအဲ့ဘုကနာလိုက်ရဲ့လှုပ်လိုက်ရဲ့တွန့်လွန်လိုက်မင်္ဂလာရှိသေးလားမရှိတော့ဘာဖြစ်လို့လဲတိမခံနိုင်ခဲ့လို့တိခံနိုင်မှုအလေးကျင့်နေမပြုခဲ့လို့တမာအာဇီဝဆိုတဲ့ဒေါသလောဘမှာစိတ်ကလေးကိုလွတ်အောင်မမွေးမြူနိုင်ခဲ့လို့အဲ့ဘုကဒီတောကပြီးဒေါသပြီးတောက်မနေဘူးလားအဲ့ဒီတဲ့မသာတပိတ်တို့လိုကောင်းမှာတော့မလားအေးအဲ့တော့တရားကျင့်တဲ့ယောဂီတို့ဒီအပြေထုတ်လိုက်ပါအသက်နဲ့လဲကျင့်ရဟောပြီနော်ဆရာရဲ့ဩဝါဒစည်းရကိုနားထောင်အောင်ဖြောင်းဖြောင်းကျင့်ရမယ်အဲ့ဒီ၃မျိုးတိုက်ရင်တော်ပြီဟောပြီလားဆရာရဲ့ညွှန်ကြားချက်ကိုဖြောင်းဖြောင်းကျင့်ရမယ်တရားကျင့်တဲ့ခန္ဓာကိုသိခံပြီးတော့အသက်နဲ့ခန္ဓာကိုစွန့်လွတ်ပြီးတော့ကျင့်ရဟောပြီလားဆရာပြောတဲ့စကားကိုနားထောင်အောင်ဖြောင်းဖြောင်းကျင့်ရမယ်ဆရာပြောတဲ့စကားကိုနားထောင်ရမယ်သိခံပြီးတော့ကျင့်ရမယ်အဲ့ဒီ၃ချက်နားလည်တော်ပြီသဘောပေါက်ပြီလားအဲ့တော့ယောဂီတို့ရှေ့ဆက်ကျင့်တဲ့အခါမှာမိမိဒီဆရာညွှန်ကြားချက်အတိုင်းသိခံမှုနဲ့ကျင့်နေတာလားသိမခံမှုနဲ့ကျင့်နေတာလားဆရာစကားနားထောင်ပြီးကျင့်နေတာလားကိုလုံးချင်အောင်လုပ်နေတာလားဟုတ်ပြီလားသဘောပေါက်ပြီနော်ဆရာညွှန်ကြားတဲ့အတိုင်းဖြောင်းဖြောင်းကျင့်နေတာလားကိုလုံးချင်တဲ့ရှောက်ပြီးကျင့်နေတာလားကိုယ့်အကိုစစ်ဦးစင်းဒီရိတ်တာမှာကမ္မထံတစ်မျိုးလေးရှိသလား၄မျိုးပေးထားတယ်ဖောင်းတဲ့ပိန်နဲ့လည်းမကျင့်ခိုင်းဘူးလားကျင့်ခိုင်းတယ်သူလမ်းတိုင်းဖြောင်းကျွန်းကျင့်ရှင်းစီကိုနောက်စိတ်နဲ့ရောမရှုခိုင်းဘူးလားရှုရငယ်တိတ်ကောမခိုင်းဘူးလားနာသီဝထိကျက်တော့ပါတယ်နော်ကမ္မထံ၄မျိုးလုံးမပါလာဘူးလားဦးစင်းကမ္မထံမရွေးချယ်ရှင်းပြပြီအဲ့တော့ဘယ်ကမ္မထံဘယ်မူနဲ့ကျင့်ဖြောင်းဖြောင်းမကျင့်ရဘူးလားအေးသိခံပြီးတော့လေကျင့်ရဆရာစကားနားထောင်ပြီးတော့ကျင့်ရအဲ့ဒါဆိုတရားမရဘူးလားရပြီအဲ့ဒီလိုလိုက်နာပါလေနဲ့တရားမရဘူးဆိုရင်ဘုရုတောင်းလဲဆရာတောင်းဆရာအဓိပ္ပာယ်မရှိတဲ့လမ်းကြောင်းလျှောက်ခိုင်းညာနဲ့မတူနေဘူးလားအေးအဲ့တော့ကောင်းပြီနံပါတ်1ကဘယ်မှာလဲပန်းတိုင်ငိုကြီးလေးကောင်မှလွတ်ရမည်မမေ့နဲ့နော်ဝါမိကတော့ရဖားကိုကလော်ထုတ်နိုင်ရမည်ဒေါသဟောပြီနော်မဟာသီဗန္နတော့ရအဘိဓါဒေါမနတမှာဝေနာဥသိဘယ်ဟာဥသိသလဲဒေါမနတတရားဥသိရှိပြီလေဒုက္ခဝေဒနာနဲ့ဒုက္ခဝေဒနာနဲ့ရှင်းလိုက်ရင်နန္ဒီဘယ်ကိုညွတ်တယ်လဲဒုက္ခဝေဒနာကိုညွတ်တော့ဒုက္ခဝေဒနာမှာစီးရဲတဲ့ပြဿနာရင်မဆိုင်ရဘူးလားအေးမဟာသီဗန္နတော့ရမယ်ဆိုဝေဒနာဝိခံဘိတွာဆိုတာဘယ်ဝေဒနာကိုရင်ခွာမှာလဲဒုက္ခဝေဒနာဝါမိကတော့ရဒေါသသမာဓိဌာနတော့ရဝေဒနာခွာရမှာအာသီသမသုတ်တံရမိုးကြီးလေးကောက်မှလွတ်အောင်ရုံးရမယ်ဆိုတဲ့လွတ်အောင်ရုံးရမယ်မိုးကြီးလေးကောက်မှလွတ်တဲ့နေရာရောက်အောင်မသွားဘူးလားအဲ့ဒါနံပါတ်1တရားကျင့်တဲ့ယောဂီတို့ရဲ့ရင်ဆိုင်ရမယ့်ပြဿနာမိုးကြီးလေးကောက်မှမလွတ်သေးဘူးဆိုဦးဇင်းတို့နားလို့ကိစ္စပြီးပြီလား
ပြီးသိတော့တကားနာမပြီးသိတော့ဖာဒီဥသောဒေါသမဆုံးမချင်းမွေလေးကောင်ရဲ့အစိမ့်မလွတ်မချင်းဒုဒကာဓမ္မတွေကိစ္စမပြီးသေးဘူးအခုလေနဲ့နာသူကထီးထီးကတ်တဲ့အခါမှာထီးထီးကတ်တုံးတော့လွတ်ပါရဲ့တတိလွတ်ပြန်ကြစီရင်ဘူးလွတ်ရလားအဲ့တော့မွေလေးကောင်နဲ့သွားတိုးပြီးမွေကြိုက်မခံရဘူးလားအဲ့တော့အာနာပါနကမ္မထံမှာမြေအောင်မရောက်မချင်းထိုပုဂ္ဂိုလ်ဒီမွေမလွတ်ပါမယ်အဲ့တော့လွတ်ချိန်ပါလို့ရမလဲမြေအောင်ဖြောင်းပြောင်းခြင်းတိခံပြီးတော့ခြင်းဟောပြီလားသဘောပေါက်ပြီလားအဲ့တော့ဒီနေ့ညတရားကျင့်တဲ့ယောဂီတို့လိုက်နာမယ်အင်္ဂါရဟောတဲ့တရားနာကြတဲ့တကူအနေနဲ့ညောင်းတရားကျင့်ရတဲ့ယောဂီပေါင်းသူတော်ကောင်းတို့သည်ဆေယအာစရိယဩဝါဒလိုက်နာကျင့်သုံးရသိခံပြီးတော့ထောင်းပြောင်ကြီးတရားကိုကျင့်နိုင်ကြပြီးလျှင်အာသင်္ကရတ္တနိဗ္ဗာန်ရွှေပြည်မြတ်သို့ရလွယ်ရောက်လေမြတ်မပြည်နိုင်ကြပါစေကုန်သတည်း